အနန္တတပြေတော်ဤစိတ်မှာကြည်လင်ရတရားတော်များနာကြရသောအခါဘုရားတို့မေဇိမနိကေမူလဘာနာတပါဠိတော်ထဲမှာဝိတ္တသုတ်တံဆိုပြီးတော့တရားဒေသနာတစ်ပုဒ်မှတ်တမ်းတင်ထားတာရှိတယ်။အဲ့ဒီသုတ်တံမှာမြတ်စွာဘုရားကယဟန်တော်တွေကိုဘယ်လိုဟောထားလဲဆိုတော့ယဟန်တို့တဲ့ဖြူရှင်တန်ရှင်းနေတဲ့အဝတ်ဖြူလေးပေါ်ကိုနော်ဆေးရောင်ဆိုးတဲ့ပုဂ္ဂိုလ်ဟာသူ့ကြိုက်တဲ့အရာဆိုးလို့ရတယ်တင်းလို့ရတယ်တဲ့နော်အဝါရောင်ကိုပဲတင်းနော်အပြာရောင်အစိမ်းရောင်အနေရောင်ဘလို့အရောင်ကိုပဲတင်းဝတ်ဖြူလေးပေါ်ဆိုရင်ကြိုက်တဲ့အရာကိုတင်းလို့ရတယ်။ဘောင်းစော်မူရင်းအဝတ်ကဖြူနေလို့ဟုတ်လားအဲ့လိုပဲဖြူရှင်တန်ရှင်းတဲ့စိတ်ဖြင့်ကောင်းမြတ်တဲ့ဘဝကိုရလိမ့်မယ်လို့အဲ့လိုမြတ်စွာဘုရားဟောတယ်နော်အဝတ်ကမဖြူကြီးတွေနဲ့ပေးနေတယ်နော်စီကြီးတွေဘာတွေရောနေတယ်အဝတ်ကမဲတူးနေတယ်နော်စုပ်ပဲ့နေတယ်ဆိုလို့ရှိရင်အဲ့ဒီညွန့်နှမ်းနေတဲ့စုပ်ပဲ့နေတဲ့အဝတ်ပေါ်ကိုကြိုက်တဲ့ဆေးရောင်ကိုတင်လို့ရနိုင်မလားမရနိုင်ဘူးအနီရောင်စုပ်လို့လည်းပဲအနီရောင်ထွက်လာမှာမဟုတ်ဘူးအဝါရောင်စုပ်လို့လည်းအဝါရောင်ထွက်လာမှာမဟုတ်ဘာဖြစ်လို့လဲဆိုတော့ပင်ကိုအဝတ်ကညင်နွမ်းနေလို့အဲ့ဒီဥမာတိုင်းပဲတဲ့ညင်နွမ်းတဲ့စိတ်နဲ့ကောင်းရာမြတ်ရာဘဝကိုမရောက်နိုင်ဘူးလို့အဲ့လိုဟောတယ်အဲ့တော့ဒီဒေသနာကိုကြည့်လို့ရှိရင်စိတ်ဓာတ်ကလေးဖြူရှင်တန်ရှင်းမှကောင်းမြတ်တဲ့ဘဝကိုရနိုင်တာကောင်းမြတ်တဲ့ဘဝတွေဆိုတာကောင်းမြတ်တဲ့စိတ်ကနေပြီးတော့တဆင့်ဖြစ်လာတာလို့ဒီလိုအချင်းမြင်နားလည်လို့မရဘူးလားနော်ညှဉ်းနှွမ်းတဲ့ဘဝဆင်းရဲတဲ့ဘဝတွေဆိုတာညှဉ်းနှွမ်းတဲ့စိတ်မတန်ရှင်းတဲ့စိတ်တွေကြောင့်ဖြစ်တဲ့ဘဝတွေလို့ဒီလိုနားလည်ရအောင်အဲ့တော့အဲ့ဒီသုတ်တန်ထဲမှာမြတ်စွာဘုရားကနော်စိတ်ကိုညှဉ်းနှွမ်းအောင်လုပ်တဲ့တရားတွေကဘာတွေလဲဒါလေးကိုဟောတာရှိတယ်နော်အဘိဇ္ဇာဆိုတဲ့တရားအဘိဇ္ဇာဆိုတာသတ္တဝါပစ္စည်းကိုမတရားလိုချင်တာနောက်ဝိတ္တမလောဘနော်မမျှတတဲ့အလိုဆန္ဒတနည်းအားဖြင့်မသိတော်တဲ့အရာကိုလိုချင်တဲ့သဘောနော်အဲ့ဒါဟာစိတ်ရဲ့အညစ်အကြေးဖြစ်တယ်လို့အဲ့ဒါလေးပေးခြင်းနေလို့ရှိရင်ဒီစိတ်ကမတန်ရှင်းဘူးပေါ့နောက်ဦးဇင်းတို့ဗျာပါဒတွေနော်စိတ်တိုးတယ်စိတ်ဆိုးတယ်ဒေါသဖြစ်တယ်ဒါစိတ်ရဲ့အညစ်အကြေးဖြစ်တယ်အဲ့ဒီသုတ်တန်ထဲမှာစိတ်ရဲ့အညစ်အကြေးစိတ်ကိုပေးခြင်းအောင်မတန်ရှင်းအောင်လုပ်မဲ့အရာတွေကိုမြတ်စွာဘုရားအများကြီးဟောထားတယ်အဲ့ဒါလေးကိုနည်းနည်းလေးစိတ်ရှိလေးရှိလေးမှတ်ကြည့်နော်အဘိဇ္ဇာဝိတ္တမလောဘအခုပြောတယ်ဗျာပါဒနောက်တစ်ပါးဆက်ပြောတော့ဆိုတော့ကောဒဥပါဟနာကောဒဆိုတာအမျက်ထွက်တာမကြည်မချမ်းဖြစ်နေတာပေါ့ဒေါသအသေးစားလေးနော်ဥပါဟနာဆိုတာကရံညိုးဖွဲ့တာတွေးလိုက်တိုင်းဒီလူအကြောင်းတွေးလိုက်တိုင်းဒီလူကိုမကျေနပ်ဘူးငါဘယ်လိုပြန်လုပ်မယ်ဘယ်လိုပြန်ပြောပလိုက်မယ်အဲ့ဒါပါလေရံညိုးဖွဲ့တာအဲ့ဒီကောဒဥပါဟနာလည်းပဲစိတ်ရဲ့အညစ်အကြေးပဲတဲ့နောက်မက္ခပလာတမက္ခဆိုတာသူများရဲ့ဂုဏ်ကျေးဇူးကိုခြေဖြစ်တာသူများကောင်းကြောင်မပြောနိုင်ဘူးကောင်းမှန်းသိရနဲ့နော်ဘာကြောင့်မှညာကြောင့်မှသူများရဲ့ဂုဏ်သူများရဲ့ကျေးဇူးရှိတာကိုအတိအမှတ်မပြုတ်နိုင်ဘူးနော်ကျေးဇူးကမ်းတယ်လို့လည်းဒီလိုလဲဆိုနိုင်တယ်သူများရဲ့ဂုဏ်ကိုဖျက်ဆီးခြင်းတော့ဟုတ်လားပလာတဆိုတာဂုဏ်ပြိုင်တာဂုဏ်တုဂုဏ်ပြိုင်စိတ်သူမှအဲ့ဒီလိုမဟုတ်ငါလည်းဒီလိုပဲအဲ့လိုမျိုးဂုံပြိုင်လို့တဲ့စိတ်တွေကလည်းစိတ်ရဲ့အညစ်အကြေးပဲတဲ့ပြီးတော့ဗာဆက်ပြီးတော့မြတ်စွာဘုရားဟောတော့နော်အိတ်တာမစ္စရိယဒါတော့ကြားများတဲ့စကားလုံးနော်အိတ်တာဆိုတာကမနာလိုတာမစ္စရိယဆိုတာဝင်တိုတာနော်မနာလိုမှုဝင်တိုမှုဝင်လာရင်လည်းပဲဒါစိတ်ရဲ့အညစ်အကြေးစိတ်ကိုညှဉ်းနှွမ်းအောင်လုပ်တဲ့အရာတွေလို့နားလည်ရမယ်နောက်ဆက်ပြီးတော့မြတ်စွာဘုရားပြောတာလေးကမာယာတာထေယမာယာဆိုတာလှက်ပတ်တာထေယဆိုတာကောက်ကျစ်မာယာဆိုတာကကိုယ်မှာရှိနေတဲ့အပြစ်ကိုဖုံးကွယ်တာတာထေယဆိုတာကကိုယ်မှာမရှိတဲ့ဂုဏ်ကိုဖော်ပြခြင်းတာမတူဘူးနော်မာယာတာထေယမယိုးသားတဲ့စိတ်တွေပေါ့ဒါဟာဘာလဲလို့မေးရင်စိတ်ရဲ့အညစ်အကြေးပဲမာယာဆိုတာမရှိတဲ့ဂုဏ်ကိုဖော်တာတာထေယကမာယာဆိုတာကရှိနေတဲ့အပြစ်ကိုဖုံးညင်တာတာထေယဆိုတာကမရှိတဲ့ဂုဏ်ကိုဖော်ခြင်းတာဟုတ်လားနောက်ပြီးတော့ဦးဇင်းတို့
ဓမ္မတာရံဘဓမ္မဆိုတာခက်ထန်တယ်နော်တာရံဘဆိုတာကချုပ်ချယ်လို့တာနော်ဒီစိတ်သဘောလေးတွေကပုထုဇဉ်တွေမှာရှိတယ်ဟုတ်လားနော်ဓမ္မခက်ထန်တယ်နော်ကျန်းထန်တယ်ဥညာသိမ့်မွေးမှုမရှိဘူးနော်တာရံဘဆိုတာကချုပ်ချယ်ခြင်းလေချုပ်ချယ်ခြင်းတာဘယ်သူပဲဖြစ်ဖြစ်ကိုယ်စိတ်တိုင်းညာပဲဖြစ်ခြင်းတာမဖြစ်ရင်ပြောခြင်းတာဆိုခြင်းတာနော်သူများဘဝတည်းဝင်ပြီးတော့စွတ်ဖက်ခြင်းတာနော်အဲ့ဒါပါလေစိတ်ရဲ့အညစ်အကြေးပဲတဲ့ဓမ္မတာရံဘပြီးတော့မာနအတိမာနနော်မာနဆိုတာကအထင်ရောက်တာနော်အတိမာနဆိုတာကအလွန်အလွန်အထင်ရောက်နေတာနော်မာနကယဟနာဖြစ်မှပယ်တာလို့ပေတတို့ကြားဦးတယ်နော်အနာဂါမတောင်မာနရှိတယ်ဟုတ်လားအဲ့တော့မာနကိုပယ်ရှားဖို့ဆိုတာကတော့တိတ်ပြီးတော့မလွယ်ဘူးအကြောင်းမျိုးကြောင့်အထင်ရောက်မှုတွေကတော့ရှိနေတာသို့တော့အတိမာနကြီးမဖြစ်အောင်တော့ကြိုးစားတဲ့နော်အတိမာနဆိုတာကအယံတိတာထင်ရှားတဲ့မာနအလွန်ကြီးတာပေါ့ဒီလိုမှမတူသလိုမတန်သလိုစိတ်ထဲကကိုယ့်ကိုယ်ကိုအလွန်အလွန်ကိုပဲအထင်ရောက်နေတာအကြောင်းတစ်မျိုးကြောင့်စိတ်ထဲမှာကိုယ့်ကိုယ်ကိုအလွန်အလွန်အထင်ရောက်နေတာအဲ့ဒါကိုခေါ်တော့အတိမာနဒါတွေဟာဘာတွေလဲလို့မေးစိတ်ရဲ့အညစ်အကြေးတွေတဲ့ပြီးတော့မဒပမာဒတဲ့နော်18မျိုးတွေဟောတာနော်မြတ်စွာဘုရားမဒဆိုတာကရှင်မူးတာကိုရောက်နေတဲ့အခြေအနေလေးကိုကိုယ့်အကိုပဲတော့ตายပြီးတော့မလုပ်နေတာတော့ရှင်မူးနေတာပေါ့အဟုတ်ထင်နေတာပေါ့နော်ပမာဒဆိုတာကမေးလျော့တာသဘာဝတရားတွေဘလို့ဖြစ်နေတယ်လေအဲ့ဒါတွေကိုဘာမှသိလို့မြင်လို့စိလည်းမရှိဘူးသိအောင်မြင်အောင်လည်းမကြိုးစားဘူးဒီတိုင်းပဲဖြစ်တယ်လို့မျောလိုက်ပြီးတော့နေနေတာမျိုးပေါ့အဲ့ဒါကိုခေါ်တော့ပမာဒပတိကင်းပေါ့ပြီးတော့မေ့လျော့ရောနေနေတာအဲ့ဒါတွေဟာဘာတွေလဲလို့မေးရင်စိတ်ရဲ့အညစ်အကြေးတွေပဲတဲ့အဲ့ဒီစိတ်အညစ်အကြေးတွေရှိနေလို့ရှိရင်ဒီစိတ်ဟာမတန်ရှင်းဘူးပေါ့မတန်ရှင်းဘူးဆိုလို့ရှိရင်မတန်ရှင်းတဲ့အဝိပ္ပေါ်ကိုကြိုက်တဲ့စိတ်အောင်ခြေလို့မရတယ်လို့မတန်ရှင်းတဲ့စိတ်နဲ့ကောင်းရမြတ်ဘဝကိုမရောက်နိုင်ဘူးတဲ့ဟုတ်လားအဲ့ဒါတွေကိုဖယ်ရှားနိုင်မယ်ဆိုရင်ဒီစိတ်ဟာတန်ရှင်းတဲ့ဖြူရှင်တဲ့ပေါ့တန်ရှင်းဖြူရှင်တဲ့စိတ်ဒီကောင်းမြတ်တဲ့ဘဝကိုရောက်စေနိုင်တယ်ဥပမာတော့ဖြူရှင်တန်ရှင်းတဲ့အဝိပ္ဖြူဘဝကိုကြိုက်တဲ့စိတ်အောင်တင်လို့ရတယ်လို့ပဲလို့ဒါကဦးဇင်းတို့ဝိတ္တသုတ်တံမှာဟောထားတဲ့အကြောင်းအရာလေးတွေကိုကောင်းထုတ်ချက်လေးချပြီးတော့ဦးဇင်းပြောပြတယ်ဟုတ်လားနောက်တစ်ခုဆက်ပြီးတော့ပြောချင်တာကစိတ်ဖြူရှင်တန်ရှင်းလို့ရှိရင်ဘယ်လောက်ထိသူကစွန့်ရည်တတိထက်မြက်လာလဲဆိုတာကိုမြတ်စွာဘုရားကဥမာလေးပေးပြီးတော့ဟောတာအဲ့ဒါကဦးဇင်းတို့အင်္ဂုတ္တပါဠိတော်ဧကနိပတ်ထဲမှာမှတ်တမ်းတင်ထားတာရှိတယ်။ဘာပြောထားလဲဆိုတော့ရေအိုက်တိုင်းရှိတယ်။အဲ့ဒီရေကရေတွေဟာအရန်ကိုနောက်ကျနေတယ်။ဟုတ်လား။ရေတွေကအနေတွေထပြီးတော့နောက်ဝါချင်းချင်းနဲ့နောက်ကျနေတယ်။အဲ့လိုဆိုရင်အဲ့ဒီရေထဲမှာရှိနေတဲ့နောက်ကြောက်ရှိတဲ့ခဲတွေခယူလေးတွေပါးလေးတွေငါးလေးတွေနောက်အိုချမ်းပဲလေးတွေနောက်ဓာတ်တွေကိုမြင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်။ရေကနောက်ကျနေတာ哦ရေနဲ့သလားတိမ်သလားဆိုတာတောင်သိဖို့မလွယ်ဘူး။ရေကနောက်နေလို့ရှိရင်ရေအောက်မှာဘာတွေရှိတယ်ဆိုတာကိုမမြင်နိုင်ဘူး။နော်။ရေကကြီးလင်းတန့်ရှင်းနေမယ်ဆိုလို့ရှိရင်တော့အဲ့ဒီရေကန်ရဲ့အောက်ခြေမှာရှိတဲ့အရာတွေကိုအတိုင်းတော့မြင်နေရမယ်ပေါ့နော်။အားလေးတွေသွားနေတာလည်းမြင်ရမယ်။နော်ရောက်သွားလေးတွေခယူလေးတွေကြောက်ရှိတဲ့ခဲလေးတွေအောက်ခြေမှာရှိနေတဲ့သဲပြင်းဓာတ်တောင်မြင်ရဘူးလားမြင်ရတော့ဘာလို့လဲတော့ရေကကြည်လင်းနေလို့အဲ့လိုပဲတဲ့စိတ်ကနောက်ကျနေမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာမိမိရဲ့ကြိုးစီဝါတရားရဲ့ကြိုးစီဝါကိုမသိနိုင်ဘူးမြင်နိုင်ဘူးတဲ့အဲ့ဒါကိုမြတ်စွာဘုရားစနစ်တကျလေးဟောထားပုံကအာဝိလေနစိတ်ဒေနအထထံဝါညတတိပရထံဝါညတတိဥပယထံဝါညတတိနော်အာဝိလေနစိတ်ဒေနနောက်ကျနေတဲ့စိတ်နဲ့အထထံဝါမိမိရဲ့စစ်မှန်တဲ့အကျိုးစီးပွားကိုညတတိသိမြင်လိုက်မယ်ဆိုတဲ့ဣတ္တထာနာဤအကြောင်းဒီနာဝိစတိမရှိဘူးတဲ့နော်ကိုယ့်ရဲ့အကျိုးစီးပွားနော်ဘလို့တွေလုပ်ရင်အကျိုးရှိမယ်ဘလို့တွေမလုပ်ရင်အကျိုးမဲ့လိမ့်မယ်ဒါမျိုးတွေအကျိုးရှိတာမရှိတာကိုမသိနိုင်ဘူးပရထံဝါညတတိတဲ့သူတော်ရဲ့အကျိုးစီးပွားကိုလည်းအမှန်ကန်သိမြင်ဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့ဥပယတဝါညတတိမိမိသူတော်နှစ်ဦးသားတို့ရဲ့အကျိုးစီးပွားကိုမသိနိုင်ဘူးတဲ့ပြီးတော့ဗာဆက်ပြောတော့ဥတ္တရိဝါမနုဿဓမ္မအလမရိယညာဏတတနဝိသေတပစ္စည်းကရိတတိတိနေတံဌာနဝိဇ္ဇတိဆိုလိုတာကလူတို့ထက်မြတ်တဲ့တရားနော်ဇန်တရားမေတရားဖို့တရားကိုရည်ညွှန်းတာဥ
ဥတ္တရိမနုဿဓမ္မနော်အလွန်မြင့်မြတ်တဲ့တရားလောမရိယညာဏတတနာဝိသေသနာနော်အလွန်ထူးမြတ်တဲ့ဉာဏ်အမြင်ပညာပူဉာဏ်တွေကိုရည်ညွှန်းတာဟုတ်လားအဲ့ဒါတွေကိုတစ္ဆိကရိတ္တိတိနော်သိနိုင်လိမ့်မယ်မျက်မှောက်ပြုနိုင်လိမ့်မယ်ဆိုတဲ့နော်အေတံဌာနအေအကြောင်းဒီနာဝိသတိမရှိဘူးတဲ့ဟုတ်လားစိတ်ညှဉ်းနှွမ်းနေတယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ့်ရဲ့အကျိုးစီးပွားသူတော်ရဲ့အကျိုးစီးပွားမိမိသူတော်နှစ်ဦးဆုံးတို့ရဲ့အကျိုးစီးပွားဒါကိုသိမြင်မှုမဖြစ်နိုင်ဘူးလူတို့သိတဲ့တရားထက်မြင့်မြတ်တဲ့နော်တာမန်ပုဂ္ဂိုလ်တွေသိထားတဲ့အရာထက်မြင့်မြတ်တဲ့နော်တရားတို့တရားမြတ်ကိုမျက်မှောက်ပြုနိုင်ဖို့ဆိုတာလေဘယ်လိုမှမဖြစ်နိုင်ဘူးတဲ့ဘာဖြစ်လို့ဆိုစိတ်ကနောက်ကျနေလို့စိတ်ကဒါတကယ်လို့ကြည်လင်တန်ရှင်းနေမယ်ဆိုလို့ရှိရင်တော့တတ်တဲ့ဆန့်ကျင်ဘက်ပဲကိုယ့်ရဲ့အကျိုးစီးပွားကိုလည်းသိနိုင်တယ်သူတော်တို့ရဲ့အကျိုးစီးပွားကိုလည်းသိနိုင်တယ်နော်မဲ့ဉာဏ်ပူဉာဏ်လို့ဆိုတဲ့ဒုက္ခမြင့်မြတ်တဲ့ဒီမြင်မာတဲ့ဉာဏ်တွေကိုလည်းပဲမျက်မှောက်ပြုဖို့ဖြစ်နိုင်တယ်လို့မြတ်စွာဘုရားဟောတာဟုတ်လားအဲ့တော့အဲ့ဒီသုတ္တမှာဦးဇင်းတို့စိတ်ကိုညင်နှောအောင်ပြုတဲ့အရာနော်ဘာကိုညင်ညွှန်းတာတုံးဆိုတော့နိဝရဏတရား၅ပါးကိုညင်ညွှန်းတာတယ်နိဝရဏတရား၅ပါးဟာစိတ်ကိုညင်နှောအောင်လုပ်တဲ့အရာလို့ဒီကနေ့တော့ဦးဇင်းတို့ကနော်စိတ်ကိုနော်ညင်နှောအောင်လုပ်မဲ့အရာတွေကိုပဲဦးစားပေးပြီးတော့ပြောပြမယ်ပေါ့ဓမ္မသာနဲ့အဲ့ဒါကိုဖယ်လိုက်လို့ရှိရင်စိတ်ဟာဖြူရှင်တန်ရှင်းသွားမယ်ဆိုတာကိုအလိုလိုသဘောပေါက်တာပြောရလို့ရှိရင်စိတ်ကပင်ကိုအားဖြင့်တော့သူကဖြူရှင်တန်ရှင်းပြီးသားပဲပပတ္တရမိတံဘိက္ခွေစိတ်တံအာဂန္တုကိဟိဥပကိလေတိဟိဥပကိလေထံနော်ဒီပါဠိတော်လေးလူတိုင်းလိုလိုရင်းနှီးပြီးသားဖြစ်မယ်ထင်တယ်ပင်ကိုစိတ်ဟာဖြူရှင်တန်ရှင်းတယ်တောက်ပါတယ်တဲ့ဧည့်သည်တဖွယ်ဖြစ်တဲ့နော်ရာဂဒေါသမောဟကိလေသာတရားတို့ကြောင့်ဒီစိတ်ကလေးဟာညှဉ်းနှွမ်းသွားရတယ်လို့အကုသိုလ်ဇောခဏမှာဒီစိတ်ဟာညှဉ်းနှွမ်းသွားရတယ်အကယ်၍ဧည့်သည်တဖွယ်ဖြစ်တဲ့ရာဂဒေါသမောဟကင်းအောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်ကုသိုလ်ဇောခဏမှာဒီစိတ်ဟာညှဉ်းနှွမ်းမှုတန်ရှင်းမှုညှဉ်းနှွမ်းမှုမရှိဘူးလို့ဒီလိုနားလည်ရဟုတ်လားအဲ့တော့စိတ်ညစ်တယ်ဆိုတာကိုသိလို့ရှိရင်စိတ်ကိုမညစ်အောင်လုပ်ဖို့အတွက်နိလန်းကအလိုလိုရပြီးသားလို့ဆိုနိုင်မို့လားဆိုရင်နော်ဒီသုတ္တမှာတော့မြတ်စွာဘုရားကစိတ်ကိုညှဉ်းနှွမ်းအောင်လုပ်မဲ့အရာတွေဟာနိဝရဏတရား၅ပါးလို့ဒီလိုဦးဇင်းတို့ရည်ညွှန်းနေပေါ့နိဝရဏတရား၅ပါးကိုပိဋကပေါင်းတော်တို့အလုံးနားလည်ထားကြပြီသားနော်ကာမေသန္တာနိဝရဏလို့ဆိုတဲ့နော်ကာမောအာယုံရဲ့ပုံမှာအလိုဆန္ဒတွေဖြစ်နေတာမျိုးနော်ဒီကိုကောင်းရင်လောဘပေါ့နော်နောက်ဗျာပါဒနိဝရဏတွေ့ကြုံရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့စိတ်ဆိုးတဲ့စိတ်တိုးတဲ့စိတ်ပြတ်တဲ့ဝမ်းနေတဲ့စရှိတဲ့ဒေါသပေါ့နော်နောက်ထိနာမိတနိဝရဏစိတ်စေတသိက်တို့ရဲ့ထိုင်မှန်ပြင်းရတဲ့သဘောနော်အာမရှိဘူးငိုက်မြည်ဟုတ်လားဒါပါလဲစိတ်ရဲ့အညစ်အကြေးပဲနော်ပြီးတော့ဗာပြောတော့ဥဒိစ္စကုက္ကုစ္စနိဝရဏနော်ဥဒိစ္စဆိုတာပြန့်လွင့်တာနော်ကုက္ကုစ္စဆိုတာလောင်တတပံပူဝတ်တာတောင်တွေမြောက်တွေတွေနေရာတွေတွေကိုယ့်အကူဘာတွေလို့တွေးမှမသိဟုတ်လားပြန့်နေတာလွင့်နေတာဒီစိတ်ဒါပါလဲစိတ်ရဲ့အညစ်အကြေးပေါ့နော်ကုက္ကုစ္စဆိုတာကနောင်တနဲ့ပူဝတ်တာမလုံးလဲရတဲ့ကုသိုလ်နဲ့ပတ်သက်ပြီးတော့နောင်တရတာရှိတယ်လုံးမိသွားတဲ့အကုသိုလ်နဲ့ပတ်သက်ပြီးတော့နောင်တရတာကိုမရှိဘူးလားရှိတယ်နော်ဘယ်နောင်တပဲဖြစ်ဖြစ်စိတ်ကိုပူလောင်စေတယ်ပင်ပန်းစေတယ်ဆင်းရဲစေတယ်ဒါကုက္ကုစ္စခေါ်တာပါနော်နောက်ဝိသိကိစ္စနိဝရဏတဲ့သူတော်တရားနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာမဝေခွဲနိုင်ဘူးမဆုံးဖြတ်နိုင်ဘူးယုံမတန်တရားတွေလွှမ်းမိုးပြီးတော့စိတ်ထဲမှာမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုမချနိုင်တဲ့အတွက်ကြောင့်တန်တရားရဲ့နှိမ့်ဆက်မှုကိုခံရတာမျိုးကိုပါခေါ်တော့ဝိသိကိစ္စဖြစ်နေတယ်ခေါ်တာနော်အဲ့ဒါတွေကဘာတွေလဲလို့မေးရင်စိတ်ရဲ့အညစ်အကြေးတွေပဲအဲ့ဒီစိတ်အညစ်အကြေးရှိနေဒီစိတ်ဟာမတန့်ရှင်းမှုမကြည်လင်မှုနောက်ကျတယ်ပေါ့နော်နောက်ကျနေတဲ့ရည်ထဲမှာရှိတဲ့ຢာကိုမမြင်နိုင်ဘူးဘာမှမမြင်နိုင်ဘူးဟုတ်လားအဲ့လိုပဲနောက်ကျတဲ့စိတ်နဲ့လည်းပဲအမှန်တရားကိုမမြင်နိုင်ဘူးအမှန်တရားကိုဒီနေ့မှာ၃ချက်လောက်ပြောတယ်နော်မိမိရဲ့အကျိုးရှိပွားသူတော်ဘာရဲ့အကျိုးရှိပွားတရားတို့တရားမြတ်ဟုတ်လားအဲ့ဒါတွေကိုရှားဖို့သိဖို့မြင်ဖို့ဆိုတာနောက်နေတဲ့စိတ်နဲ့ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ဒီလိုဟောတာဟုတ်လားဒါကြောင့်ကိုယ့်ရဲ့စိတ်ကိုကြည်လင်တန်ရှင်းအောင်အပြည့်ကင်းအောင်ကြိုးစားအထောက်ဖို့လိုတယ်ဆိုတာကတော့နော်တင်ရှားတယ်ပေါ့နော်တော့ဆက်ပြီးတော့ဦးဇင်းတို့စိတ်ကိုမြတ်စွာဘုရားကနော်ကြည်လင်တန်ရှင်းအောင်အပြည့်ကင်းအောင်နော်ဘယ်ပုံမနည်းကြိုးစားအထောက်ရမလဲစိတ်ကကြည်လင်တန်ရှင်းလာပြီဆိုလို့ရှိရင်နော်ဘယ်လိုတွေဆက်ပြီးတော့အကျိုးရလဒ်တွေဖြစ်ပေါ်လာနိုင်လဲဆိုတာကိုလည်းပဲအင်္ဂုတ္တပါဠိတော်တိကနိပတ်ထဲမှာမြတ်စွာဘုရားဟောထားတဲ့ပန္တုဒေါဝကသုတ်တံဆိုတာလေးကိုအခြေခံပြီးတော့ဦးဇင်းနေနဲ့ပြောပြမယ်
ဟုတ်လားအဲ့ဒီတုတ်တံမှာမြတ်စွာဘုရားကဒီစိတ်ကိုတန့်ရှင်းအောင်လုပ်ပုံလုပ်နည်းကိုနော်ရွှေကျင်တာနဲ့ဥမာပေးဟုတ်လားရွှေကျင်ပြီဆိုလို့ရှိရင်ပထမဦးဆုံးနော်ကြောက်စီတဲ့ခဲတွေတဲချမ်းတွေနော်အမှိုက်ချမ်းတွေအဲ့ဒါတွေကိုမလုပ်ရတော့အရင်ဖယ်ထုတ်ရတယ်ကျင်ထုတ်ပစ်လိုက်ရတယ်ဒါပထမအကျဉ်းစားအညစ်အကြေးတွေကိုဖယ်လိုက်တာနော်နောက်ဒုတိယအလက်စားနော်တဲချမ်းတွေနော်ကြောက်စီတဲ့အနုသေးသေးလေးတွေဒါလေးတွေကိုထပ်ပြီးတော့မလုပ်ရတော့ဖယ်ရပြန်နေတဲ့အလက်စားနောက်တတိယတဲနုလေးတွေမုံလေးတွေမင်းနေရာလေးတွေရှိတယ်အဲ့ဒါလေးတွေပါဖယ်လိုက်ပြီဆိုတော့မှရွှေကြီးကျန်တယ်ဟုတ်လားအဲ့ဒီရွှေကြီးကျန်တဲ့အခါမှာဒီရွှေကတောက်လျှောက်လက်ဝက်လက်စားတွေလှုပ်လို့ရပြီလားနောက်လှုပ်တိုင်းအဆင်ပြေပြီလားဆိုမရသေးဘူးအဲ့ဒီရွှေကိုဗဒိန်ဆရာကဘိုးကမှတင်ပြီးတော့အချင်းချင်းဖန်ဖန်တာကိုဘာလို့ရတော့လှော်ရမယ်နော်သူတို့နီးသူတို့ဟာနဲ့ဒါကိုအချင်းချင်းအထက်ထက်အလို့ရတော့မီးနဲ့နော်သူတို့လုပ်ငန်းကိုသူတို့ဆက်ပြီးတော့အများကြီးလုပ်ရကြည့်တယ်အဲ့ဒါလို့လှုပ်လိုက်တော့မှဒီရွှေကဘာဖြစ်လာတော့နော်အမှုကိစ္စတစ်ခုလုပ်ဖို့လက်ဝက်လက်စားတစ်ခုလုပ်ဖို့အတွက်နော်တင်တော်တဲ့အခြေအနေကိုရောက်တာနူးညံ့တဲ့တိမ်မွေးတဲ့လှုပ်တိုင်းရတယ်ပေါ့နော်ဆွေးကြိုးပဲလှုပ်လက်စွပ်လက်ကောက်ပဲလှုပ်အကုန်လုံးလှုပ်လို့ရသွားဟုတ်လားဒါကမြတ်စွာဘုရားပေးတဲ့ဥမာပေါ့နော်အဲ့ဒါလိုပဲဦးဇင်းတို့စိတ်ရဲ့နော်အစွမ်းရည်တတိထက်လာဖို့စိတ်ကိုနော်တကူမျိုးမျိုးပြည်ကြည့်တဲ့အခြေအနေမျိုးကိုရောက်အောင်နောက်ဆုံးအာသောတရားကုန်ခံပြီးတော့နော်ယဟန္တာဖြစ်သည့်အထိဒီစိတ်မှာစွမ်းရည်တတိတွေထက်မြက်လာဖို့ဆိုရင်စိတ်ရဲ့အညစ်အကြေးတွေကိုအစဉ်စဉ်ဖယ်ရှားပြရမယ်လို့မြတ်စွာဘုရားဆက်ပြီးဟောတာဟုတ်လားသောတပန်ရွှေကျင်တဲ့အခါမှာအညစ်အကြေးကိုမြတ်စွာဘုရားဘယ်နှဆင့်ပြောတော့၃ဆင့်ပြောတယ်နော်အကျဉ်းစားအညစ်အကြေးအလတ်စားအညစ်အကြေးအနုစားအညစ်အကြေးအဲ့တော့စိတ်မှာလည်းပဲအညစ်အကြေးကအဲ့လိုအဆင့်ဆင့်ရှိတယ်တဲ့စိတ်ဝင်စားရကောင်းတယ်ဟုတ်လားအကျဉ်းစားအညစ်အကြေးဆိုတာဘာကိုပြောတာအောင်ဆိုတော့ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်တွေကိုစိတ်ရဲ့အကျဉ်းစားအညစ်အကြေးလို့ပြောတယ်ကာယဒုစရိုက်ကဘယ်နှပါးရှိတယ်လို့ကြားဖို့တော့၃ပါးရှိတယ်နော်သူတော်အသက်သက်ချင်းသူတော်ပစ္စည်းမတရားယူခြင်းကာမကိစ္စဖောက်ပြန်မှားယွင်းမှုပြုခြင်းဒါဟာကာယကမကောင်းမှုကာယဒုစရိုက်သူကစိတ်ရဲ့အညစ်အကြေးပဲသူ့ကိုမဖယ်ဘဲနဲ့ဒီစိတ်ဟာတန်ရှင်းဖို့ဆိုတာမဖြစ်နိုင်ဟုတ်လားအဝစီဒုစရိုက်ဘယ်နှပါးရှိတယ်ကြားဖို့တော့၄ပါးနော်မုံမာတဲ့စကားကိုပြောဆိုခြင်းဂုဏ်စကားကိုပြောဆိုခြင်းကြံ့ထမ်းတဲ့စကားကိုပြောဆိုခြင်းအနှစ်သာရကင်းမဲ့တဲ့စကားကိုပြောဆိုခြင်းဒါဝစီဒုစရိုက်၄ပါးနောက်မနောဒုစရိုက်ကဘယ်နှပါးတော့၃ပါးနော်ဗိဇာပြာပါဒမိစ္ဆာဒိဋ္ဌိဟုတ်လားဗိဇာသူတော်ပစ္စည်းမတရားလိုခြင်းနဲ့ပြာပါဒဒေါသတွေလွှမ်းနေတဲ့စိတ်နဲ့နေတယ်နောက်မိစ္ဆာဒိဋ္ဌိမှားယွင်းတဲ့အယူဆကြီးရှိနေတယ်အဲ့ဒီဒုစရိုက်တရား၁၀ပါးသည်စိတ်ရဲ့အကျဉ်းစားအညစ်အကြေးတွေပဲတဲ့ဒါကိုရင်ဖယ်ရမယ်ပေါ့နော်အဲ့ဒါကိုဖယ်ပြီးလို့ရှိရင်ဘာလို့ထပ်ပြီးတော့ဖယ်ဖို့ကြိုးစားမလို့အလတ်စားအညစ်အကြေးကိုဖယ်ရအဲ့တော့အလတ်စားအညစ်အကြေးကဘာကိုပြောတာလဲဆိုတော့ကာမဝိတ္တဗျာပါဒဝိတ္တဝိဟိတဝိတ္တကိုပြောတာတဲ့မှတ်မယ်နော်မှတ်စရာတွေကများတယ်ဟုတ်လားကာမဝိတ္တဆိုတာကာမဂုဏ်အာယုန်နဲ့ပတ်သက်ပြီးတော့တွေးတောကြံစည်မှုဟုတ်လားဗျာပါဒဝိတ္တဆိုတာကစိတ်တူမှုစိတ်ဆိုးမှုဒေါသနဲ့ရှင်တဲ့အတွေးဟုတ်လားဝိဟိတဝိတ္တဆိုတာကဘာလဲစိတ်တူစိတ်ဆိုးရုံမျှမကဘဲနဲ့နောက်တစ်ဖက်သားကိုနှိပ်စက်ဖို့ညှင်းဆဲဖို့အထိတွေးလာတဲ့အတွေးဝိဟိတဝိတ္တဟုတ်လားအဲ့ဒီကာမဝိတ္တဗျာပါဒဝိတ္တဝိဟိတဝိတ္တကိုဘာလို့ခေါ်လို့ဒီနေရာမှာအလတ်စားအညစ်အကြေးတဲ့သူ့ကိုဆက်ပြီးတော့ဖယ်ရမယ်စိတ်ကလေးကနော်အလွန်တန့်တဲ့အရည်သွေးရှိတဲ့ရာနှုန်းကြီးရွှေလေးလိုမျိုးဖြစ်လာအောင်အစဉ်စဉ်ကြိုးစားအထောက်အမဲ့နီလန်းကိုပြောပြတယ်မြတ်စွာဘုရားဟုတ်လားအဲ့ဒီအလတ်စားအညစ်အကြေးကိုဖယ်ပြီးပြီဆိုလို့ရှိရင်ဘာကြံသေးတော့အနုစားအညစ်အကြေးကိုဖယ်ရအောင်မေးတယ်အနုစားအညစ်အကြေးကိုကြတော့အဲ့ဒီသုတ်တန်ထဲမှာဘယ်လိုဟောပြလဲဆိုတော့ညာတိဝိတ္တဇနဗရဝိတ္တအနဝိညတိပဋိတန်ယုတ်တဝိတ္တလို့ဒီလိုလေးသုံးတယ်ညာတိဝိတ္တဆိုတာရွှေမျိုးတွေနဲ့ပတ်သက်ပြီးတော့တွေးကြံတာနော်အခုရွှေကိုမျိုးနဲ့ပတ်သက်ပြီးတော့တွေးနေတာစင်ပြေတာတွေရောမပြေတာတွေရောစိတ်တိုင်းကြတာတွေရောမကြတာတွေရောဒီတွေးတွေမရှိဘူးလားရှိရနော်ကျန်တဲ့လူတွေကိုကိုကထားနိုင်မလို့ကိုမိသားစုဝင်တွေကြတော့စိတ်ကထားလို့တိတ်ပြီးတော့မလွယ်ဘူးပေါ့နော်ဒါကတ်နေတာမရှိဘူးလားရှိရနော်သားမီးတွေနဲ့ပတ်သက်လာရင်ဒါအများကြီးမိဘတွေရဲ့ခေါင်းထဲမှာရှိမှာပေါ့ဒီတွေးတွေကဟုတ်လားဒါပါခေါ်တော့ညာတိဝိတ္တတဲ့ညာတိဝိတ္တပြီးတော့ဗာပြောတော့ဇနဗရဝိတ္တတဲ့ဇ
ဇန်နဘုတ်နဲ့ပတ်သက်ပြီးတော့တွေးတာတဲ့ဒါရှိတော့အသုံးနှုန်းလေးနော်ဇန်နဘုတ်ဆိုတာတော့ရွာကြီးနော်ခေတ်အနေထားနဲ့ပြောမယ်ဆိုလို့ရှိရင်နော်မိမိဝန်းကျင်နဲ့ပတ်သက်ပြီးတော့နိုင်ငံရေးလို့ပြောမယ်ဆိုရင်လည်းပြောလို့ရမလို့ဆိုနိုင်တယ်နော်တိုင်းပြည်ဇန်နဘုတ်နဲ့ပတ်သက်ပြီးတော့တွေးနေတာဟုတ်လားကြမ်းနေတာဒါတွေဟာအနှုစားအညစ်အကြေးတွေပေါ့နော်နောက်စိတ်ဝင်စားတဲ့ကောင်းတဲ့နောက်ထပ်အတွေးရပါပြောတော့အနဝိညတိပရိတန်ယုတ္တဝိတက်နော်အနဝိညတိပရိတန်ယုတ္တဆိုတာကိုယ်ကိုအထင်မသေးစေလို့မှုနဲ့ဆက်ရှင်တဲ့အတွေးတဲ့။ကဲစဉ်းစားကြည့်နော်ဒီအတွေးကဖယ်ဖို့တော်တော်ကိုခက်တယ်နော်။သူရဝင်ခြင်းနဲ့တူချင်းနဲ့သူများအောင်မကြခြင်းဘူး။နော်အစစရာသူများထက်အထက်တန်းမနေအောင်တောင်မှသူများအောက်တော့မကြစေရဘူးဆိုတဲ့အတွေးမရှိဘူးလား။ရှိတယ်။ကိုယ်ကိုသူများအထင်သေးမှာကိုအရန်ကြောက်တယ်ပေါ့နော်။အဲ့ဒီအထင်မသေးစေလို့မှုနဲ့ဆက်ရှင်တဲ့အတွေးထပ်ပြီးတော့ကြည်ကြဲကြဲပြောရလို့ရှိရင်အထင်ကြီးရေလိုမှုနဲ့ဆက်ရှင်တဲ့အတွေးလို့လည်းပဲပြောမယ်ဆိုရင်ပြောလို့မရဘူးလားအထင်မသေးသေးခြင်းမှုဆိုတော့အထင်ကြီးသေးခြင်းလေဆိုတာကောအကျုံးဝင်မနေဘူးလားဝင်နေရနော်ဟုတ်လားဒီကိစ္စကိုနော်နည်းမျိုးစုံနဲ့တရားဓမ္မတို့အရင်တို့လူသားတွေဟာအများကြီးတွေးနေတာရှိတယ်နော်တချို့စီဝါရေးရအများကြီးပြေလေတယ်အများကြီးကိုပေါ်များတယ်ပေါ့နော်ဒါပေမဲ့သူတို့စိတ်ထဲမှာရှင်းနေပြီလားမရှင်းနိုင်ဘူးသူများအထင်ကြီးခံရဖို့တခုခုတော့လုတ်ပြန်လိုက်ခြင်းသေးတယ်ဟုတ်တယ်မဟုတ်လားနည်းမျိုးစုံနဲ့နော်မရက်ဘူးပေါ့နော်စိတ်ကဟုတ်လားအတ္တကိုအခြေခံတဲ့အတွေးတွေလို့အရင်ကတော့တွေးမိပါတယ်ဟုတ်ကိုယ်အတ္တကိုအမွှန်းတင်ဖို့ပေါ့ဟုတ်လားဒါအသက်အရွယ်တိုင်းမှာရှိရနော်ကိုယ်အထင်မသေးခြင်းလို့ကိုယ်ကိုအထင်ကြီးလေခြင်းတယ်ဘာသာရေးကိစ္စလှုပ်ဆောင်နေတဲ့နေရာမှာတော့အဲ့ဒီအတွေးကပါနိုင်တယ်မဟုတ်လားတရားအထုတ်နေတဲ့အနေအထားမျိုးမှာတမအဲ့ဒီအတွေ့အမရှိနိုင်ဘူးလားရှိနိုင်တယ်တို့ကဘယ်လောက်ထိုင်နိုင်တယ်မကြီးတာဘယ်နှခါရှိပြီးဝင်ထားတာအရှင်ဝါလေးနည်းနည်းတော့ပြလိုက်ခြင်းသေးတယ်ပေါ့နော်ဟုတ်လားနောက်ဒါပါလေတဲ့ကိုယ့်ကိုအထင်မသေးစေလိုမှုနဲ့ဆက်ရှင်တဲ့အတွေ့တဲ့ဟုတ်လားအဲ့ဒီအတွေ့၃မျိုးညာတိဝိတက်သနာဗရာဝိတက်အနဝိညတိပရိတန်ယုဒ္ဓဝိတက်အဲ့ဒါဘာတွေလဲလို့မေးရင်အနုစာအညစ်အကြေးတဲ့အဲ့ဒါကိုဖေးရအကျဉ်းသားအညစ်အကြေးကဒုစရိုက်တရားအလက်စားအညစ်အကြေးကကာမဝိတက်ဗျာပါဒဝိတက်ဝိညာဏဝိတက်ဟုတ်လားအနုစာအညစ်အကြေးကရွှေမျိုးနဲ့ပတ်သက်တဲ့အတွေ့နော်ဇနဘုတ်နဲ့ပတ်သက်တဲ့အတွေ့ကိုယ့်ကိုအထင်မသေးသေးလို့မှုနဲ့ဆက်ရှင်တဲ့အတွေ့ဟုတ်လားဒါတွေကိုဖယ်လိုက်လို့ရှိရင်ဗာလေးကြံမလို့ရွှေလေးကြံမယ်ပေါ့နော်ဒီစိတ်ကအရန်ရည်သွေးရှိသွားပြီလို့ဆိုနိုင်တယ်နော်သို့တော့လှုပ်တိုင်းဖြစ်ပြီလားမရသေးဘူးတဲ့အဲ့လောက်နဲ့လည်းမရသေးဘူးတဲ့ထပ်ပြီးတော့ဘာဝနာအဆင့်ရောက်အောင်နော်ဒီစိတ်ကိုပွားများမယ်ကြိုးစားမယ်အားထုတ်မယ်အဲ့ဒီကြလို့ရှိရင်တော့အရည်သွေးမိသွားပြီဆိုလို့ရှိရင်တော့သူကနော်တကူမျိုးဖန်ဆင်းခြင်းနော်ဣတိဝိဒအဘိညာနော်သူတော်စိတ်ကိုသိခြင်းပရစိတဝိဇာဏနာညာဟုတ်လားဖြစ်ခဲ့တဲ့ဘဝတွေကိုပြန်ပြီးတော့အမှတ်ရနိုင်တယ်ဆိုတဲ့ပဝိနိဝါဒနုဒတိအဘိညာနော်ဒီလိုထူးကဲတဲ့အတိရဉာဏ်တွေကိုရနောက်ဆုံးအာသောတရားလေးပါကုန်ခန်းစေနိုင်တဲ့အာသောခရဉာဏ်ကိုတောင်းမှနော်ဒီစိတ်ရဲ့အစွမ်းနဲ့ပါတယ်တော့ရှားနိုင်တယ်လို့ဟောတာဟုတ်လားဒါကြောင့်မြတ်စွာဘုရားကဒီသုဒ္ဓမှာစိတ်ရဲ့အငြိအကျေးကိုနော်ဆေးကြောဖို့အတွက်အစဉ်စဉ်နီလံပေးထားတာလေးမှတ်သားကြမကောင်းလားကောင်းတယ်အဲ့တော့ဒီလိုကြိုးစားတဲ့နေရာမှာဦးဇင်းတို့နော်လူသားတယောက်အနေနဲ့နော်ရုပ်တရက်ကြီးဘုံနဲ့တိုင်းနဲ့တခါတည်းလုံးဝဖြူရှင်တန်ရှင်းသွားတဲ့အစဉ်မျိုးကိုရောက်ဖို့ဆိုတာကတော့သိပြီးတော့မလွယ်ဘူးပေါ့နော်ဒါကြောင့်ဦးဇင်းတို့ဓမ္မပဒပါဠိတော်မှာကာထာလေးတစ်ပုဒ်ဟောထားတာရှိတယ်အနုပုပ္ပေနမေတာဝီထောကံခဏိကမ္မာရောရဇတတေဝနေတမေမလမတနောတဲ့နော်အဓိပ္ပာယ်ကဘာပြောလို့ဆိုတော့အနုပုပ္ပေနမေတာဝီထောကံခဏိနော်ဉာဏ်ရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာတဲ့အနှဲငယ်မြခဏတိုင်းပြောပုံလေးရနော်အနှဲငယ်မြခဏတိုင်းနေတမေမလမတနောတဲ့မိမိရဲ့အညစ်အကြေးတွေကိုဖယ်ပြရမယ်တဲ့နော်အနှဲငယ်ခဏတိုင်းဒီလိုသုံးတယ်နော်ထောကံခဏနော်အနှဲငယ်ခဏတိုင်းအလောရမှာတော့ကိုယ့်ရဲ့အညစ်အကြေးကိုဖယ်ဖို့ကြိုးစားပဲဥပမာနေတမေကမ္မာရောဇတတေဝရွှေပရိသေဟာရွှေကနေပြီးတော့အညစ်အကြေးကိုနည်းချင်းလေးသူကထုတ်ပြီးတော့ရွှေကိုတန်ရှင်းအောင်လုပ်တယ်လို့မျိုးလို့အဲ့ဒီမှာလည်းအဲ့လိုဥမာထပ်ပြီးတော့ပေးတယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့ပေးတဲ့ပေါင်းတော်တို့ကိုယ့်ရဲ့အနေအထားကိုကိုယ့်ကိုနားလည်အောင်ကြိုးစားပြီးတော့အမှဘယ်လိုညစ်ကြေးတွေများနေတော့
သောတော်ဒေသနာလေးနဲ့နှိုင်းရှင်ပြီးတော့တွေးရင်းနဲ့ကိုယ့်ရဲ့စိတ်မှာကပ်နေတဲ့အညစ်အကြေးကိုဇွဲလုံးလားဝရိယကြီးကြီးနဲ့ဖယ်ထုတ်နိုင်ကြဘူးမလို့လားလို့လေနော်အနှဲငယ်ခဏတိုင်းဒါကဇွဲရှိဖို့လိုတယ်ဆိုတဲ့အဓိပ္ပာယ်လည်းတက်ရောက်တယ်ပေါ့ဟုတ်လားကျိုးသားနေကြာလာလို့ရှိရင်တော့အရာချင်းလာမယ်ပေါ့နော်ဘာဝနာသုတ်တန်ထဲမှာလည်းဆိုတော့ပေးထားတဲ့ဥမာလေးတစ်ခုပေးတယ်လို့ကြားဥမှာပါလက်သမားတွေကင်တဲ့ပဲကိုရိုးဆိုတာရှိတယ်နော်ဟုတ်လားကင်မာများသုံးမာများပြီဆိုတော့ဒီပဲကိုရိုးပေါ်မှာလက်ရာတွေထင်းလာတယ်ဟုတ်တယ်မဟုတ်လားနော်တရက်ကိုဘယ်လောက်ထင်သွားတယ်တစ်လကိုဘယ်လောက်ထင်သွားတယ်ဆိုတာတော့အတိအကျပြောလို့မရဘူးဒါပေမဲ့ကင်မာများလာရင်တော့အရာကြီးထင်သွားတာကတော့အသေးချပဲဟုတ်တယ်မဟုတ်လားဒါကြောင့်ဒကာဓမ္မတို့ဦးဇင်းတို့လည်းပဲဆွဲကောင်းနဲ့နော်ထောကန်ခနေနော်အနှဲငယ်ခဏတိုင်းကိုယ်စိတ်မှာကပ်နေတဲ့အညစ်အကြေးတွေကိုဖယ်နိုင်မှုမလိုဘူးလားလိုတယ်အဲ့လိုဆိုရင်ဦးဇင်းတို့ဆက်ပြီးတော့ဒီတရားရဲ့အဓိကအပိုင်းကိုပြောအောင်နော်ဒါကစိတ်ရဲ့အညစ်အကြေးတွေဆိုတာဘာဆိုတာကိုအကျဉ်းမြင်လေးဦးဇင်းပြောပြတာစိတ်ရဲ့အညစ်အကြေးကိုဖယ်ဖို့ဘာကြောင့်လိုအပ်တယ်လဲဆိုတာကိုအကျဉ်းမြင်လေးပြောပြတာဒီစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်နိုင်မှကောင်းကျိုးချမ်းသာကိုဒီစိတ်ကဆောင်ရွက်နိုင်မှာဟုတ်လားခုဆက်ပြီးတော့ပြောချင်တာကဒီစိတ်ရဲ့အညစ်အကြေးကိုဘယ်ပုံဘယ်နည်းဖယ်မလဲဘာနဲ့ဖယ်မလို့ဖယ်မလဲဒီအပိုင်းပေါ့နော်အဲ့တော့ဦးဇင်းတို့ကျမ်းစာတွေထဲမှာမှတ်သားစရာကောင်းတဲ့နော်အကြောင်းအရာလေးတစ်ခုမှတ်တမ်းတင်ထားတာလေးရှိတယ်ဇလေနဘဝတိပင်ကံဇလေနေဝဝိသုစတိစိတ်တေနဘဝတိပါပံစိတ်တေနေဝဝိသုစတိဒီကဘာပြောတာတော့ဇလေနဘဝတိပင်ကံဇလေနေဝဝိသုစတိနော်အညစ်အကြေးဆိုတာရေကြောင့်ဖြစ်တာတဲ့နော်ဒါကမှတို့ဦးဇင်းတို့အင်ကြီးတွေမှာညစ်ကြေးတင်နေဆိုချွေးဆိုတဲ့ရေမပါဘဲနဲ့မဖြစ်ဘူးပေါ့နော်အဆူတဲ့အစေးတဲ့ပါလို့အညစ်အကြေးတင်တာပေါ့ဟုတ်လားအညစ်အကြေးဆိုတာဘာကြောင့်ဖြစ်တာရေကြောင့်ဖြစ်တာနော်ရေဓာတ်ကြောင့်အညစ်အကြေးဖြစ်လာတာရေဓာတ်နေရေဓာတ်မပါဘူးဆိုရင်ပွာလန်ကြေးပြီးတော့ကတ်နိုင်မှာမဟုတ်ဘူးပေါ့ဟုတ်လားရေကြောင့်ဖြစ်တဲ့အညစ်အကြေးကိုနောက်ဆုံးဘာနဲ့ဆေးရရေနဲ့ပဲဆေးရဒါကိုပြောတာနော်သူကဇလေနဘဝတိပင်ကံဇလေနရေကြောင့်ပင်ကံအညစ်အကြေးသည်ဘဝတိဖြစ်လာတယ်ရွှွညွန်နေအညစ်အကြေးတွေဟာရေကြောင့်ဖြစ်လာတယ်ဇလေနေဝဝိသုစတိတဲ့အဲ့ဒီရေနဲ့ပဲအဲ့ဒီအညစ်အကြေးကိုပြန်ပြီးတော့ဘာလို့အောင်တော့ရှင်းရမယ်တဲ့အဲ့ဒါဥမာပြောတာနော်အဲ့လိုပဲစိတ်တေနဘဝတိပါပံစိတ်တေနေဝဝိသုစတိမကောင်းမှုဆိုတာစိတ်ကြောင့်ဖြစ်လာတယ်နော်စိတ်ရဲ့အညစ်အကြေးဆိုတာစိတ်ကြောင့်ပဲဖြစ်တာအဲ့ဒီစိတ်နဲ့ပဲစိတ်ရဲ့အညစ်အကြေးကိုဘာလို့ဖို့ကြိုးစားဆေးကြောဖို့ကြိုးစားမယ်တဲ့ဟုတ်လားအဲ့တော့စိတ်ရဲ့အညစ်အကြေးကိုဆေးကြောတယ်ဆိုတာတကယ်တမ်းကဘာလဲစိတ်အလုပ်ပဲနော်ဟုတ်လားစိတ်အလုပ်ဘယ်လိုလုပ်ရမှာတုံးလို့မေးရင်တော့သတိပဋ္ဌာန်ဘာဝနာကိုပွားများတဲ့အလုပ်ကိုလုပ်ကြပါနော်ရေကြောင့်ရွှွနဲ့ညစ်ကြေးဖြစ်စိတ်နဲ့ညစ်ကြေးရွှွနဲ့ညစ်ကြေးရေဖြင့်ဆေးလို့စိတ်ကြောင့်စိတ်ညစ်စိတ်ဆွေးဖြစ်စိတ်ညစ်စိတ်ဆွေးစိတ်ဖြင့်ဆေးလို့ဟုတ်လားအဲ့တော့စိတ်နဲ့ဆေးရမယ်ဆိုတော့ဘယ်လိုဆေးရမှာတော့ဆိုတော့သတိပဋ္ဌာန်ဘာဝနာလုပ်ကိုပွားများခြင်းအပြင်ဆေးရနော်သတိပဋ္ဌာန်ဘာဝနာလုပ်ကိုပွားများတယ်ဆိုတာကအဘိဓမ္မာတော်တော်တို့နားလဲတော့တော်တော်ရှင်းနေကြပါပြီဟုတ်လားအဲ့ဒီသတိပဋ္ဌာန်ဘာဝနာအလုပ်ကိုပွားများလို့ရှိရင်ရရှိနိုင်မဲ့အကျိုးကျေးဇူးခုနှစ်မျိုးပြောတဲ့အ ਨੇ ကပထမဆုံးအကျိုးကျေးဇူးကစိတ်တဲ့ဖြူရှင်တန်ရှင်းလာလိမ့်မယ်ဆိုတဲ့အကျိုးကျေးဇူးဖြစ်နေတာဟာနော်ဒီနေရာမှာပြောစရာအလွန်ကောင်းတဲ့အချက်ပဲဟုတ်လားဧကာယနောယံဘိက္ခဝေမေဃောတတ္တနံဝိတုဒ္ဓိယသတိပဋ္ဌာန်တရား၄ပါးဆိုတာပွားများကြတဲ့ပုဂ္ဂိုလ်တို့ရဲ့စိတ်ဓာတ်ကိုဖြူရှင်တန်ရှင်းအပြည့်ကင်းဖို့အတွက်တကြောင်ဒီသောလျှောက်လန်းရမယ်လမ်းဖြစ်တယ်လို့ဟောတာဟုတ်လားတတ္တနံဝိတုဒ္ဓိယနောက်တတ္တဝါတို့ရဲ့စိတ်ဓာတ်ဖြူရှင်တန်ရှင်းအပြည့်ကင်းသွားလိမ့်မယ်သတိပဋ္ဌာန်ဘာဝနာကိုပွားများလို့ရှိရင်နော်ဒါသတိပဋ္ဌာန်ဘာဝနာဆိုတာဘာတွေတော့ကာယ ानु ပဒနာသတိပဋ္ဌာန်ရှိတယ်ဝေဒနာ ानु ပဒနာသတိပဋ္ဌာန်ရှိတယ်စိတ်ဓာတ် ानु ပဒနာသတိပဋ္ဌာန်ရှိတယ်ဓမ္မ ानु ပဒနာသတိပဋ္ဌာန်ရှိတယ်ဒါလေးကိုနည်းနည်းလေးအသေးစိတ်ကလေးပြောကြည့်ခြင်းနဲ့နော်ကိုယ့်ရဲ့စိတ်ကိုဖြူရှင်တန်ရှင်းအောင်ရှင်းကြောမယ်ဆိုရင်တော့အခုပြောမယ့်နိလန်းတွေကကိုနှစ်သက်ရာတစ်ခုနှစ်ခုကြိုက်တယ်လို့အသုံးပြုပြီးတော့ကိုယ့်ရဲ့စိတ်ကိုဖြူရှင်အောင်ရှင်းကြောရမယ်ပေါ့ဟုတ်လားအဲ့တော့ကာယ ानु ပဒနာသတိပဋ္ဌာန်ကိုမြတ်စွာဘုရားကနော်ဘယ်နှပိုင်းပြီးတော့တောင်ပြောထားတော့ဆိုတော့14ပိုင်းပြီးတော့ပြောထားတယ်ကာယ ानु ပဒနာသတိပဋ္ဌာန်ဆိုတာကမိမိရဲ့ယုတ်ကာယကြီးရဲ့အနေအထားအခြေအနေမှကိုအမှန်အကန်သိအောင်တတိနဲ့ကြိုးစားတဲ့လုပ်ငန်းစဉ်ကိုကာယ ानु ပဒနာသတိပဋ္ဌာန်လို့ပြောတာဘုရင်တို့ဘယ်ကနေစပြီးတော့ပြောလဲဆိုတော့ဝင်သက်ထွက်သက်ကိုသတိထားတဲ့လုပ်ငန်းအာနာပါနကယင်စပြောတယ်
နော်ဝင်လေဝင်တိုင်းဝင်တယ်လို့သိရမယ်ထွက်လေထွက်တိုင်းထွက်တယ်လို့သိရမယ်သတိရှိရမယ်သတိရှိလျက်ဝင်သက်ကိုရှုတယ်နော်သတိရှိလျက်ထွက်သက်ကိုထွက်စေတယ်သတိပါရမယ်ပေါ့လေလေးဝင်သွားတယ်ဆိုရင်ခန္ဓာကိုယ်ဟာဘလို့ပြောင်းလဲဖြစ်သွားလဲသတိထားမိဖို့လိုတယ်ပေါ့နော်လေပြန်ထွက်သွားပြီဆိုလို့ရှိရင်တော့ခန္ဓာကိုယ်ကဘလို့ပြောင်းလဲရှိလဲဒါကလှုပ်ကြည့်လို့ရှိရင်ဒီဝင်သက်ထွက်သက်မှာသိเสียအသေးစိတ်သဘာဝတွေအများကြီးရှိတယ်ဆိုတာကိုသိနိုင်ဒီဝင်လေဝင်နေတယ်ထွက်နေတယ်ဆိုတာဒီခန္ဓာကိုယ်ကြီးရှင်သန်ဖို့အတွက်ဒီခန္ဓာကိုယ်ကြီးကသူ့အလုပ်ကိုသူလုပ်နေတာလို့မဆိုနိုင်ဘူးလားဆိုရင်နော်ဝင်လေဝင်သွားတယ်ဆိုတော့ဒီခန္ဓာကိုယ်ကြီးကသူ့လိုချင်တဲ့အောက်ဆီဂျင်ဓာတ်ကိုရလိုက်တဲ့အတွက်ကြောင့်စိတ်ထဲမှာလန်းဆန်းသွားတဲ့သဘောဟုတ်လားကျဉ်နဲ့သွားတဲ့သဘောအားရသွားတဲ့သဘောလေးရှိတယ်ဆိုတာလေးကိုမြင်အောင်ကြည့်တတ်ဖို့လိုတယ်လေရှုလိုက်ရတယ်ဒါလေးရှိတယ်နော်သတိထားကြည့်ဟုတ်လားသူလိုချင်တာရသွားတာပေါ့နော်ခိုင်ထွက်လေထွက်သွားပြီဆိုတော့ဘယ်လိုခံစားချက်ရှိနိုင်တော့မလိုအပ်တဲ့အရာတွေကိုထုတ်ပလိုက်ရတဲ့အတွက်ကြောင့်ပေါ်ပါသွားတဲ့သဘောလေးရှိတယ်နော်လေဝင်ဖို့အရန်ခက်ခဲနေတယ်တချို့ယောဂဖြစ်ကြီးလို့ကိုယ့်အသက်ကိုယ်တောင်ဝအောင်ရှုနိုင်မှုဆိုရင်သူပင်ပန်းနေပြီသူလိုချင်တာကိုမရအောင်အောက်ဆီဂျင်တွေပါလေပေးရတယ်ဆိုတာမလုပ်ရဘူးလားလုပ်ရတယ်နော်ထွက်သက်မထွက်အောင်မလုပ်နိုင်ဘူးရှော့ရှူမလုပ်နိုင်ဘူးဆိုရင်သူပင်ပန်းမနေဘူးလားပင်ပန်းနေတယ်ဒါဒီဝင်လေထွက်လေဟာဒီခန္ဓာကိုယ်ပေါ်မှာဘလောက်အရေးပါအရာရောက်တဲ့နော်အစိတ်အပိုင်းကြီးလဲဆိုတာကိုနားလည်အောင်ကြိုးစားဖို့လိုတယ်သူတခုတည်းဇောက်ချပြီးတော့လုံးမယ်ဆိုရင်တော့ဉာဏ်ဖြစ်နိုင်တယ်လို့မြတ်စွာဘုရားဟောတယ်ဟုတ်လားဒါကြောင့်ကာယ ानु ပဒနာသတိပဋ္ဌာန်ထဲမှာမြတ်စွာဘုရားအဲ့ဒီအာနာပါနာကိုထိတ်ဆုံးအားထားပြီးတော့ဟောတာဒါကိုယ့်ရဲ့စိတ်ကိုဖြူရှင်တန်ရှင်းအောင်လုပ်ချင်တယ်ဆိုလို့ရှိရင်အသုံးပြုရမယ်နီလန်းနေပေါ့နော်အဲ့တော့ဝန်သက်ထွက်သက်ကိုကိုယ်ကသတိထားနေတဲ့နော်ဝိပုရှရောဘုရားကြီးများသင်ပြတယ်လို့ကိုညာတိုင်းလုပ်နေတဲ့နီလန်းတစ်ခုပေါ့နော်ဝင်လေဝင်တိုင်းထိတယ်ထိတိုင်းသိအောင်ကြိုးစားတယ်ထွက်လေထွက်တိုင်းထိတယ်ထိတိုင်းသိအောင်ကြိုးစားတယ်အဲ့ဒီထိတာကိုသိနေတဲ့အချိန်မှာရာဂဒေါသမောဟအငြိအကျေးဒီစိတ်မှာမရှိဘူးဆိုတာကိုကိုယ်တိုင်မသိနိုင်ဘူးလားသိနိုင်တယ်နော်မမောတယ်ဆိုတဲ့နှစ်သက်တယ်ဆိုတဲ့သဘောစိတ်မှာမရှိဘူးမကြည်နပ်ဘူးစိတ်တိုင်းမကြဘူးဆိုတဲ့ဒေါသသဘောလည်းဒီစိတ်မှာမရှိဘူးအမှန်ကန်သိနေတဲ့အတွက်ကြောင့်မောဟသဘောလည်းဒီစိတ်မှာမရှိဘူးဒါကြောင့်ထိတာကိုသိနေတိုင်းသိနေတိုင်းအဲ့ဒီအခိုက်အတန့်တိုင်းအခိုက်အတန့်တိုင်းမှာဒီစိတ်ဟာဖြူရှင်တန်ရှင်းတဲ့စိတ်ဖြစ်တယ်ဆိုတာမထင်ရှားဘူးလားထင်ရှားရဲ့နော်ကျန်တာတွေကိုလည်းပဲပြောတိုင်းပိဋကပေါင်းတော်တော့အဲ့လိုနားလည်ရမှာဟုတ်လားအဲ့တော့နီးလေးတွေနည်းနည်းစုံအောင်တော့ပြောကြည့်မယ်ဟုတ်လားနော်တချို့တရားဒေသနာတွေဆိုတာကနောက်ကြည်ပြန့်မှတ်သားလို့ရှိရင်ကိုယ်မှပဲနီးလေးနဲ့ကိုက်ညီမလဲဆိုတာရွေးချယ်ခွင့်အများကြီးရှိတာပေါ့နော်ဟုတ်တယ်မဟုတ်လားနော်ရွေးတယ်အများကြီးရှိလို့ရှိရင်ကိုယ့်အတွက်အခွင့်အလမ်းပို့ပြီးတော့တာတာပေါ့နော်ဒါကြောင့်အများကြီးမှတ်သားဖို့လိုတယ်နော်နောက်ဦးဇင်းတို့ဒုတိယမြတ်စွာဘုရားဟောပြတဲ့နောက်ကာယ ानु ပဒနာသတိပဋ္ဌာန်ကဘာလဲဣရိယာပဋ္ဌပပနော်ဣရိယာပုတ်ကြီး၄ပါးကိုအမှန်ကန်သိနေအောင်ကြိုးစားခိုင်းတာသွားရင်သွားတယ်လို့သိရမယ်ရက်ရင်ရက်တယ်လို့သိရမယ်ထိုင်ရင်ထိုင်တယ်လို့သိရမယ်လျှောင်းဆက်ရင်လျှောင်းဆက်လို့သိရမယ်ဣရိယာပုတ်ကြီး၄ပါးဒါလွယ်တယ်လို့တော့မထင်နဲ့နော်လူကထိုင်နေပြီလို့ဒီထိုင်နေတာပေါ်မှာစိတ်ကရှိတာမဟုတ်ဘူးကိုယ့်ကိုတွေးကြင်ရတွေးနေတာသွားနေပြီလို့သွားနေတဲ့ပုံမှာစိတ်ကရှိတာမဟုတ်ဘူးတွေးကြင်ရတွေးနေတာဟုတ်လားအဲ့တော့ထိုင်နေတဲ့အချိန်မှာဒီခန္ဓာကိုယ်ရဲ့အခြေအနေကဘလို့ဖြစ်နေလဲရက်နေတဲ့အချိန်မှာဒီခန္ဓာကိုယ်အခြေအနေဘလို့ဖြစ်နေလဲဒါကိုအမှန်သိပြီးတော့မလုပ်မှာတော့နေရမှာဟုတ်လားသွားနေရင်ဘလို့တွေဖြစ်နေလဲနောက်ခြေတော့ပေါ်ကြွလာတယ်ရှေ့တိုးလိုက်တယ်အောက်ကိုနင်းချလိုက်တယ်ထိသွားတယ်အပြောင်းလေးတွေကအများမြင်လန်းဖြစ်နေတယ်ဒါဒီခန္ဓာရဲ့အမှန်တရားကိုသိဖို့အတွက်ကြိုးစားအထောက်အမဲ့နည်းလမ်းတစ်ခုပေါ့နော်ဣရိယာပုကြီး၄ပါးကိုအခြေခံပြီးတော့သတိထားတဲ့နည်းနဲ့ကြိုးစားမှာဟုတ်လားအဲ့ဒါပါလေဣရိယာပဋ္ဌာန်ပြီးတော့ဘာလာတော့ဆိုတော့တမ္ပဇင်ညပပနော်အသေးစိတ်အမူအရာလေးတွေကိုသတိထားခိုင်းတာမြတ်စွာဘုရားရှေ့တက်တယ်နောက်ဆုတ်တယ်ကိုယ်တယ်ဆက်တယ်မုန်းတယ်မော့တယ်တဲ့တဲ့ကြည့်တယ်တစောင်းကြည့်တယ်နော်အသေးစိတ်အမူအရာလေးတွေဟုတ်လားနော်စားတောက်တွေကိုစားတာတောက်တာရှိတယ်နော်အင်ကြီးတွေဝတ်စားတွေဝတ်တာဆင်တာရှိတယ်နော်ကျင်ကြီးကျင်ငယ်စွန့်တာရှိတယ်နော်စကားပြောတာရှိတယ်တိတ်တိတ်နေတာရှိတယ်အိတ်တာရှိတယ်နိုးတာရှိတယ်ဟုတ်တယ်မဟုတ်လားဒါလေးတွေကိုဘာလုပ်အောင်တော့သတိထားခိုင်းတာသမ္ပဇာနာကာရီဟောတိသိလျက်နဲ့ပြုရမယ်တဲ့ကိုဘာဖြစ်နေတယ်ဘာလုပ်နေတယ်ဘာပြုနေတယ်ဆိုတာကိုဘာလုပ်အောင်တော့သတိရှိရမယ်သိလျက်နဲ့ပြုရမယ်နော်အလွန်ရှင်းပါတယ်ဒီစကားလေးကသိလျက်နဲ့ပြုရမယ်ဘာပဲလုပ်အသိပါရမယ်အဲ့ဒါပေါ့မှာဒါလေ့ကျင့်မှသာလျင်လွယ်ကူနိုင်တာနော်အလေ့ကျင့်မရှိဘူးဆိုရင်တော့တတိလက်လွတ်နေမိတာပဲများမနေဘူးလားများနေတယ်
ဒါသတိရှိနေတဲ့အချိန်မှာစိတ်ကဖြူရှင်မှုရှိတယ်ဆိုတဲ့ဟာလေးကိုတော့နားလည်ထားဖို့လိုတယ်နော်ဒါကြောင့်သတိရှိတိုင်းစိတ်ကဖြူရှင်တယ်ဒါကဦးဇင်းတို့တာမန်များပါနောက်ဦးဇင်းတို့စိတ်တဲ့ဖြူရှင်ဖို့အတွက်စီကြောရမယ့်နည်းလမ်းတစ်ခုကပါလဲပฏิကူလမနတိကာရဟိုတနေ့ကတော့နည်းနည်းပြောခဲ့ပါတယ်မိမိခန္ဓာသူတစ်ပါးခန္ဓာရဲ့မတန်ရှင်းတဲ့မစင်ကြယ်တဲ့အခြေအနေမှန်ကိုစဉ်းစားရှင်းရတာဆံပင်မွေးခြင်းခြေသီးလက်သီးသွားအရေးနော်ဒါကပါလေတစပင်စကားပေါ့နော်မျက်စိနဲ့ကြည့်ရင်တော့မြင်နေရတဲ့ဒီ၅မျိုးကဟုတ်တယ်မဟုတ်လားနော်အယိုးကိုအမာခံနေရာမှာစိုက်ဆောက်ပြီးတော့အကျိုးတွေနဲ့ဖွက်ရှက်ပြီးတော့အသားအသွေးနဲ့လိမ့်ကျင်ပြီးတော့နော်အရည်လူရည်ပါနဲ့အုပ်ပြီးတော့တိဆောက်ထားတဲ့ဒီခန္ဓာအိမ်ကြီးရဲ့အကြောင်းကိုအမှန်ကန်သိအောင်ကြိုးစားတာနော်ဥကောင်းထဲမှာဘာတွေရှိတော့အုံနောက်တွေရှိတယ်ဟုတ်လားပြင်ကောင်းပိုင်းမှာအစုံနဲ့နှလုံးရှိမယ်နော်ဝမ်းပိုက်ပိုင်းမှာအသေးရှိမယ်နော်အစာရင်ရှိမယ်ဥသိင်ရှိမယ်ဥမရှိမယ်ကိုမဲမဲမောမောစားမျိုးဝါတောက်ဝါနော်စားတော့ဝါမျိုးထားတဲ့နော်အစာသစ်တွေရောမရှိဘူးလားရှိရနော်အဲ့ဒီမတန်ရှင်းတဲ့မစင်ကြယ်တဲ့အရာတွေဟာအားလုံးမှာတူညီစွာရှိနေတယ်အဆန်ရှိတာမရှိတာပညာတတ်တာမတတ်တာလူကြီးတာလူငယ်တာယောက်ျားဖြစ်တာမိန်းမဖြစ်တာဘာကွဲပြားခြားနားမှုမှမရှိဘူးဟုတ်တယ်မဟုတ်လားဒီသဘာဝတရားတွေဟာအမှန်တရားပဲပေါ့နော်အဲ့ဒီလိုသွေးတို့ရဲ့အဆူဝေးများတာဖြစ်တယ်အယိုးတို့ရဲ့အဆူဝေးများတာဖြစ်တယ်အသားတို့ရဲ့အဆူဝေးများတာဖြစ်တယ်လို့ဒီခန္ဓာကိုယ်ရဲ့ကုဋ္ဌာတနော်32မျိုးသောအဆူဝေးကြီးကိုအစီတရားမှန်မှန်ကန်ကန်စဉ်းစားရှင်းရှင်းပြီးတော့နေတာဒါမြတ်စွာဘုရားတော့ဥမာလေးပေးပြီးတော့ဟောတာလေဦးဇင်းတို့အဝါနှစ်ဖက်ဖွင့်ထားတဲ့အေကြီးတစ်လုံးကိုအောက်ကအဝါကိုစုစည်းပြီးတော့အဲ့ဒီတဲကိုဆန်နေသဘာတွေပြောင်းနေနှမ်းနေပဲတွေအစုံထဲဟုတ်လားပြီးတော့အပေါ်ကအဝါကိုထပ်ပြီးတော့ကျိုးနဲ့စီးပြီးတော့ပိတ်ထားလိုက်တယ်ဝေးရကြီးအေကြီးတစ်လုံးအပါအေကြီးမှမသိဘူးနော်အဲ့ဒါမျက်စိအမြင်ရှိတဲ့လူကအပေါ်ကခြိထားတဲ့ကျိုးကိုဖြေပြီးတော့အဲ့ဒီအေကြီးတွေကိုလက်နဲ့နှိုက်ပြီးတော့တိတိကျကျကြည့်တယ်ဒါကတော့ဆံမဲဒါကတော့စဘာပဲဒါကတော့ပြောင်းမဲဒါကတော့နှမ်းမဲလို့အဲ့လိုကြည့်တယ်လို့မျိုးကိုယ်ခန္ဓာကိုယ်ဟာလည်းတကယ်စဉ်းစားကြည့်ရင်အဲ့ဒီအဝါနှစ်ဖက်ပိတ်ထားတဲ့အေကြီးတစ်လုံးနဲ့တူတယ်လို့မြတ်စွာဘုရားဟောတယ်ဟုတ်လားအသေးစိတ်ကုဋ္ဌာတတွေကိုနားလည်အောင်သင်ယူပြီးတော့မလုပ်အောင်တော့စဉ်းစားရမယ်ရှင်းရမယ်ဒါဟာပုဂ္ဂိုလ်တ attva ဆိုတဲ့မှားယွင်းတဲ့အစွဲတွေကိုနည်းပါးစေတယ်ပေါ့နော်လက်တွေ့ကြတာကိုပြောတာနော်ဟုတ်လားဒီဒေသနာအရအခုပြောနေတဲ့ရှုတော်ကနေပြောမယ်ဆိုရင်စိတ်ဓာတ်ကိုဖြူရှင်တန်ရှင်းစေတယ်နော်ဒါကိုစဉ်းစားဆင်ခြင်နေတဲ့အချိန်မှာရာဂဒေါသမောဟမရှိဘူးဆိုတာကိုနားလည်နိုင်တယ်ဟုတ်လားဒါကြောင့်ကိုယ်စိတ်ကလေးဖြူရှင်တန်ရှင်းနေတယ်ဆိုရင်ဒီအမှန်တရားကိုလည်းမေ့ထားလို့မရဘူးနော်ကိုယ်ခန္ဓာကိုယ်ရင်စဉ်းကျင်ရမှာမဟုတ်ဘူးနော်သူဘာခန္ဓာကိုယ်လည်းဘာလို့မလို့စဉ်းကျင်ရမှာအလုံးဟာဒီသဘာဝတွေပဲလို့စဉ်းကျင်ရမှာဟုတ်လားနောက်ဦးဇင်းတို့၄ခုမြောက်၅ခုမြောက်ဟောတဲ့ကာယကတတိကဘာလဲဓာတုမနတိကာရနော်ဓာတုမနတိကာရဆိုတာဓာတ်ကြီး၄ပါးကိုစဉ်းစားရှင်းနေတာပထဝီယာဘောတေဇောဝါယောနော်ဓာတ်ကြီး၄ပါးသူဟာကုဋ္ဌာတတဲ့နည်းနည်းပူပြီးတော့ခက်မယ်ဟုတ်လားသူကဉာဏ်နဲ့သိနိုင်ဉာဏ်နဲ့မှသိနိုင်တဲ့ကိစ္စအောင်ဆိုကြပါစို့ဒီကအထဲကအဆုပ်တွေအသေးတွေပါလေဆိုဗေဒိမျက်စိနဲ့တော့သူကကြည့်လို့မြင်ရတယ်လေဟုတ်လားပြောရရင်သူကပြဉ္ညာသဘောပဲသို့တော့အဲ့ဒီပြဉ္ညာကအကုသိုလ်မဖြစ်ဘူးသဘောပေါက်ရလားနော်ဒီသဘာဝအမှန်ကတော်တော်ကောင်းတယ်ပေါ့နော်ဒီကုဋ္ဌာတအခုအာကသူကအဲ့ဒီပြဉ္ညာသဘောမပါဘူးဓာတုမနတိကာရဓာတ်ကြီး၄ပါးရဲ့သဘာဝကိုမြင်အောင်ကြည့်တာဒါဆိုရပါစို့ဒါမှမဟုတ်အရင်တို့ဒီခန္ဓာကိုစမ်းကြည့်မယ်ဆိုရင်မာတဲ့သဘောပြောတဲ့သဘောနှုတဲ့သဘောကြမ်းတဲ့သဘောတစ်မျိုးမျိုးတော့တွေ့ရမယ်နော်ထိကြည့်ရင်သိနိုင်အဲ့ဒါပါလေပထဝီပေါ့နော်ဒီမာတာနှုတာဟုတ်လားမာတာပြော့တာကြမ်းတာနှုတာကိုလက်နဲ့ကင်ပြလို့မရဘူးမျက်စိနဲ့ကြည့်လို့လည်းမမြင်ရဘူးဒါပေမဲ့ထိကြည့်ရင်တော့မသိဘူးလားသိတယ်အဲ့လိုပဲပြင်ဘက်ကအရာဝတ္ထုတစ်ခုကိုထိကြည့်ရင်လည်းပဲမာခြင်းပြော့ခြင်းနှုခြင်းကြမ်းခြင်းဆိုတာတစ်မျိုးမျိုးတော့မသိနိုင်ဘူးလားသိနိုင်တယ်ဒါကြောင့်မြတ်စွာဘုရားဒီခန္ဓာကိုယ်မှာဖြစ်နေတဲ့ပထဝီဓာတ်နဲ့ပြင်မဲ့မှာဖြစ်နေတဲ့ပထဝီဓာတ်ဟာအတူတူပဲဘာကွဲပြားခြားနားမှုမှမရှိဘူးလို့ဟောတယ်အတူတူသဘောထားနိုင်လို့ရှိရင်စိတ်ထဲမှာကိလေသာအရင်နည်းသွားမယ်နော်ဟုတ်လားဒါရာဟုလာကိုဟောတဲ့တရားတွေကနည်းနည်းယူပြောတာပါဦးဇင်းကနော်အဲ့လိုပဲဦးဇင်းတို့ကိုယ်ခန္ဓာကိုစမ်းကြည့်ရင်ပူတဲ့သဘောနှွေးတဲ့သဘောတခုခုမတွေ့နိုင်ဘူးလားအဲ့ဒါပါလေတေဇောတဲ့နဲ့ကင်ပြလို့မရဘူးနော်ဟုတ်လားဓာတ်ကြိုးထဲမှာသွားနေတဲ့လျှက်စစ်တဲ့တွေကိုကင်ပြလို့ရလားမျက်စိနဲ့ကြည့်လို့မြင်ရလားဒါပေမဲ့အဲ့ဒီထဲမှာအဲ့ဒီသဘာဝရှိရဲဆိုတာတော့မသိနိုင်ဘူးလားမိပြက်တာ
နော်မင်းမပြတ်တာဆိုဒီထဲမှာအဲ့ဒီတည်းရှိနေတာရှိမနေတာကိုပဲပြောကြတာပဲမဟုတ်လားဟုတ်လားဒါဥမာလေးပြောပြတယ်နော်အဲ့ဒါလိုပဲဦးဇင်းတို့ဝါရောတခုကိုထိလိုက်လို့ရှိရင် तू ကပြန်ပြီးတော့ကန်းနေတဲ့သဘောလေးရရှိတယ်နော်လှုပ်ရှားတဲ့သဘောလေးလည်းရှိတယ်တခုကိုတွေ့ရလိမ့်မယ်အဲ့ဒါပါလေလေသဘောပေါ့နော်ပြင်ဘက်မှာတိုက်နေတဲ့လေတွေမှလေမဟုတ်ဒီထဲမှာလည်းအဲ့ဒီလေသဘာဝတွေမရှိဘူးလားရှိတယ်တကယ်တော့သဘာဝတရားကြီးပဲပြင်ဘက်မှာဖြစ်နေတဲ့သဘာဝတရားနဲ့ဒီမှာဖြစ်နေတဲ့သဘာဝတရားပါလေအတူတူပဲလို့မြတ်စွာဘုရားဟောတယ်အဲ့လိုပဲပြင်ဘက်မှာရည်ရည်စီးစင်းနေတာရှိတယ်ဟုတ်လားဒီခန္ဓာကိုယ်ထဲမှာလည်းပဲလှက်ပတ်လဲနေတဲ့သွေးတွေသွားနေတာမရှိဘူးလားအမြဲတမ်းသွားနေတာပဲလေဟုတ်လားဒီသဘောတွေကိုဘာလို့အောင်တော့ရှင်းကျင်ရမယ်ဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားဓာတုမနတိကာရပုဂ္ဂိုလ်တ attva မဟုတ်ဘူးဒီအမာခံတက်ကြီးလေးပါးနဲ့တိဆောက်ထားတဲ့တဘာဝအဆွေအဝေးကြီးတစ်ခုလို့နားလည်အောင်ကြိုးစားခိုင်းတာအဲ့ဒါကိုလည်းမြတ်စွာဘုရားဥမာလေးပေးပြီးတော့ဟောတယ်။နွားတက်ပြီးတော့အမဲသားရောက်တဲ့လူတစ်ယောက်နွားတစ်ကောင်ကိုတက်မယ်နောက်ရေကောင်ကိုခွာမယ်အယူတခြားအသားတခြားကလေးစားတခြားဖြည့်ရက်ပြီးလို့ရှိရင်နောက်အသားတွေကိုဈေးကိုယူသွားပြီးတော့ပုံပြီးတော့သူရောင်းမယ်ပေါ့အဲ့လိုရောင်းတဲ့အချိန်မှာသူ့ရဲ့စိတ်ထဲမှာဒီအမဲသားပုံကြီးကိုကြည့်ပြီးတော့ဒါဟာနွားကြီးဆိုတဲ့အမှတ်တင်ညာမရှိပါဘူးတဲ့ဒါဟာအသားပုံကြီးဆိုတဲ့အမှတ်တင်ညာပဲရှိတယ်ဟောနောက်တစ်ခါကြီးတွေဈေးသွားပြီးတော့အသားတွေဘာတွေဝယ်ပြီးဆိုရင်နော်ကြက်သားတွေဝယ်တော့ဒါကြက်ကြီးဆိုတဲ့အမြင်မရှိဘူးအသားတွေဆိုတဲ့အမြင်ပဲရှိတယ်နောက်ဝက်သားဝယ်လာရင်လည်းဝက်ဆိုတဲ့အမြင်မရှိဘူးအသားတွေဆိုတဲ့အမြင်ပဲရှိတယ်ဟုတ်တယ်မဟုတ်လားဒီမှာဆိုတော့ရေခဲရိုက်ထားတဲ့အတုံးလိုက်အတစ်လိုက်ကြီးပါလာမယ်ပေါ့နော်ဟုတ်လားအဲ့လိုပဲကိုယ်ခန္ဓာကိုယ်ဆင်ခြင်တဲ့နေရာမှာပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်ပြောက်ပြီးတော့နော်ဓာတ်တဘာဝအရှုရင်းများတာဖြစ်တယ်ဆိုတဲ့အမြင်ကိုရောက်အောင်ကြိုးစားရမယ်လို့ပြောတာအဲ့ဒါဘာလုပ်နေတာတော့စိတ်ကိုဖြူရှင်အောင်ရှေ့ကြောတာပေါ့နော်ကာယကတသတိဘယ်နှမျိုးရှိသွားပြီတော့5မျိုးရှိသွားပြီဒါကဥစဉ်တို့အသက်ရှင်တန်စဉ်မှာနော်ဖြစ်ပေါ်နေတဲ့အနေအထားတွေကိုအမှန်ကန်သိအောင်မြတ်စွာဘုရားကြိုးစားအခထုတ်ခိုင်းတာဒီခန္ဓာကိုယ်တည်ဆုံးပြီးတဲ့နောက်ပျက်စီးပြီးတဲ့နောက်မှာဖြစ်လာမယ့်အနေအထားတွေကိုလည်းပဲမြတ်စွာဘုရားကကိုယ်ပိုင်ပိုင်းပြီးတော့ဆင်ခြင်ရမယ်လို့ဟောတာလည်းရှိတယ်အဲ့ဒီကိုယ်ပိုင်နဲ့ပေါင်းလိုက်မှကာယကတသတိက14ပိုင်းဖြစ်သွားမှာနော်အဲ့ဒီကိုယ်ပိုင်ကဘာတွေတော့ကိုယ်ပိုင်လုံးအသေးစိတ်တော့ဦးဇင်းတို့မပြောတော့ပါဘူးအချက်မြင်လေးပြောပြမယ်နော်အလူတယောက်ဝိညာဉ်ကင်းလို့သေသွားပြီပျက်စီးသွားပြီဆိုရင်နော်စီတွေဘာတွေမထိုးဘဲနဲ့ခွဲရစိတ်ဓာတ်မလုပ်ဘဲနဲ့ရေခဲတိုက်ထဲမပို့ဘဲနဲ့တဘာဝအတိုင်းဒီတိုင်းပဂရိအတိုင်းပြစ်ထားလိုက်မယ်ဆိုရင်သူဘာတွေဆက်ဖြစ်လာမလို့ဒါကြီးကနော်တဖြည်းဖြည်းနဲ့ပထမဦးဆုံးရောင်းလာမယ်ပေါ့နော်ပိန်ပိန်ဝဝလေးအပြည့်သွင်းမှုတ်ထည့်ထားတဲ့သေရေးအကြီးအိတ်လို့ရောင်းလာမယ်ပေါ့ဒါဒီရုပ်ခန္ဓာရဲ့တဘာဝအမှန်ပေါ့နော်ပြီးရင်အယောင်တွေမျိုးမျိုးပြောင်းမယ်ဟုတ်လားတဖြည်းဖြည်းနဲ့အပုပ်ရည်တွေထွက်လာမယ်ဟုတ်လားနောက်ဆုံးတခြားသောဒိဋ္ဌံလေးတွေတော်လေးတွေကဝိုင်းဝန်းပြီးတော့စားကြတောက်ကြမယ်ဟုတ်လားဘယ်ဒိဋ္ဌံလေးတွေမှမစားအောင်တင်းချုပ်ထားမယ်ကာကွယ်ထားမယ်ဆိုရင်တော့ဒီခန္ဓာကိုယ်ကြီးကသူ့လိုလိုဖြစ်လာတဲ့ပိုးလောက်တွေကမစားကြပြီဘူးလားစားတော့သူလိုလိုဖြစ်လာမှာနော်အဲ့တော့ဘာပဲကြံမလို့ဆိုတော့အယိုးပဲကြံမယ်ပေါ့အဲ့ဒီယိုးကလည်းတဖြည်းဖြည်းနဲ့ကာလကြာလာရင်ပြောင်းပြီးတော့နောက်ဆုံးရွှေ့မြေ့ပြီးတော့မြေကြီးနဲ့ရောသွားမယ်အဲ့ဒီအနေအထားအထိရအောင်မြတ်စွာဘုရားကိုယ်ပိုင်ပိုင်းပြီးတော့ဟောတယ်အဲ့ဒီလိုမျိုးဒီခန္ဓာရဲ့သိပြီးတဲ့နောက်မှာဖြစ်လာမဲ့အခြေအနေမှန်9ချက်ကိုတကယ်ဆင်ခြင်တဲ့အခါကျတော့ဘယ်လိုဆင်ခြင်ရမှာတော့ဧဝံဓမ္မောဧဝံပါပိဧဝံနတ္တိတောတိငါလည်းပဲဒီသဘောရှိတယ်အခန္ဓာလည်းဒီသဘောရှိတယ်အခန္ဓာလည်းပဲဒီတိုင်းဖြစ်ကိုဖြစ်လိမ့်မယ်နော်ဒီသဘောရှိတယ်ဒီတိုင်းဖြစ်လိမ့်မယ်ပြီးရင်ဒီသဘောကိုဘယ်လိုနည်းနဲ့မှမလွန်ဆန်နိုင်တဲ့သဘောလို့3ချက်စဉ်းစားခိုင်းနော်ဧဝံဓမ္မောဒီတိုင်းဒီသဘောရှိတယ်ဧဝံပါပိဒီတိုင်းဖြစ်လိမ့်မယ်ဧဝံနတ္တိတောတိဒီသဘောကိုမလွန်ဆန်နိုင်ဘူးလို့စဉ်းစားရမယ်တဲ့ဒါစဉ်းစားဖို့စဉ်းစားနေပေါ့နော်မသေးခင်တည်းကစသေးပြီးနောက်ဖြစ်လာမယ့်အနေအထားတွေကိုအဲ့ဒါနဲ့ဒါနဲ့တစ်ဆက်တည်းပဲဆိုတာကိုဘာလို့ခိုင်းတာတော့ဆင်ញင်ခိုင်းတာဟုတ်လားအဘာလုံးနေတာတော့စိတ်ကိုဖြူရှင်တန်ရှင်းအောင်ရှင်းကြောတာပေါ့နော်ဟုတ်တယ်မဟုတ်လားအေးအဲ့တော့ကာယကတသတိဘယ်နှမျိုးတော့14မျိုးတောင်ဟောတယ်နော်နီးတိုင်းဟာစိတ်ကိုဖြူရှင်စေတာကြီးပဲတချို့ကနီးတွေကိုကြည်ကြပြင်းပြင်းမသိတဲ့အခါကျတော့ကိုသိထားတဲ့နီးကိုအထုတ်ဖူးတဲ့နီးကိုသာအမှန်တော့ဒီပြင်းနီးတွေအမှားလို့တချို့ထင်ကြတာရှိတယ်ကိုနီးကမှန်တယ်လို့ထင်ုံလောက်နဲ့ပြဿနာမရှိသေးတော့လည်းပဲမှန်ကန်တဲ့သူတော်ရဲ့နီးကိုမှားယွင်းတယ်လို့ထင်မိရင်တော့အဲ့ဒါပြဿနာအကြီးကြီးမရှိနိုင်ဘူးလားရှိတယ်နော်ဒါကကြည်ကြပြင်းပြင်းသိဖို့လိုတယ်ဟုတ်လားနောက်ကာယ ानु ပဒနာသတိပဋ္ဌာန်ပြီးတော့ပါလာတော့ဝေဒနာ ानु ပဒနာသတိပဋ္ဌာန်ဟုတ်လား
ခံစားချက်ဝေဒနာတွေကိုမြတ်စွာဘုရားအမှန်တိုင်းဆင်ញင်ခိုင်းတာနော်ဝေဒနာကိုဒီနေရာမှာမြတ်စွာဘုရားကိုယ်ပိုင်းပြီးတော့ဟောတယ်ပထမဘယ်လိုလာမလို့ဒုက္ခဝေဒနာဒုက္ခဝေဒနာအဒုက္ခမဒုက္ခဝေဒနာဒုက္ခဆိုတာချမ်းသာတာဒုက္ခဆိုတာဆင်းရဲတာအဒုက္ခမဒုက္ခဆိုတာဆင်းရဲတာလည်းမထင်ရှားချမ်းသာတာလည်းမထင်ရှားဆင်းရဲတာလည်းမဟုတ်ဘူးချမ်းသာတာလည်းမဟုတ်ဘူးအလေအလတ်ဥပိ္ပခဝေဒနာဘဝမှာအဖြစ်များဆုံးဝေဒနာအဲ့ဒါပဲနောက်ကောင်းလားကြည့်လည်းမဟုတ်ဘူးဆိုးလားကြည့်လည်းမဟုတ်ဘူးဒီတိုင်းမှာပဲဟုတ်လားပြတော်ပြင်ဥပိ္ပခဝေဒနာနဲ့နေကြတာနော်အဲ့ဒီဒုက္ခဒုက္ခဥပိ္ပခကလည်းပဲသူကကာမဂုဏ်နဲ့ဆက်ပြီးတော့ဖြစ်တဲ့ဒုက္ခဒုက္ခဥပိ္ပခရှိတယ်နော်ကာမဂုဏ်အာမိတလို့အဲ့ဒီမှာတော့မြတ်စွာဘုရားအာမိတလို့သုံးတယ်ဟုတ်လားကာမဂုဏ်အာမိတနဲ့ဆက်ရှင်ပြီးတော့ဖြစ်တဲ့ဒုက္ခဒုက္ခဥပိ္ပခနော်ကိုလိုချင်တာလေးရလို့မြင်ချင်တာလေးမြင်လဲရလို့စိတ်ထဲမှာချမ်းသာသွားတယ်မြင်ချင်တာမမြင်ရလို့စိတ်ထဲမှာဆင်းရဲသွားတယ်ဟုတ်လားဒီကာမဂုဏ်အာယုန်နဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာချမ်းသာတာလည်းမဟုတ်ဆင်းရဲတာလည်းမဟုတ်ဆိုတော့အလယ်လက်ဆိုတာမျိုးလည်းရှိတယ်ဟော6မျိုးရှိသွားပြီနော်နောက်ကာမဂုဏ်အာယုန်နဲ့မဆက်ဘဲနဲ့ဖြစ်တဲ့ဒုက္ခဒုက္ခဥပိ္ပခဆိုတာလည်းရှိသေးတယ်တဲ့တရားနဲ့ဆက်တဲ့ဒုက္ခဒုက္ခဥပိ္ပခနော်တရားအထုတ်လို့အစဉ်ပြေတယ်နော်တရားအမထုတ်ရလို့တခါတလေကြံကြံဖန်ဖန်စိတ်ထဲမှာဖြစ်ထောင်ဖြစ်ခဲ့စိတ်ဆင်းရဲတာတွေလည်းရှိတတ်တယ်နော်ဒီဒုက္ခမျိုးလေးကမုံမြတ်တယ်ပေါ့နော်တရားကာမဂုဏ်အာယုန်နဲ့လုံးဝမဆက်တဲ့ဥပိ္ပခဆိုတာလည်းရှိသေးတယ်အဲ့တော့ဥပိ္ပခ3မျိုးဒုက္ခ3မျိုးဒုက္ခ3မျိုးအလုံးပေါင်းရင်ဘယ်နှမျိုးဖြစ်သွား9မျိုးပေါ့နော်အဲ့ဒါတွေကိုပုဂ္ဂိုလ်တ attva မဟုတ်ဘူးဒါဟာခံစားမှုဝေဒနာတတ်ပဲလို့အမှန်အကန်သိအောင်သတိနဲ့မလုပ်ရတော့ရှုစားပြီးတော့ရှုမှတ်ကြရတာဟုတ်လားဒါကိုဝေဒနာနုပဒနာသတိပဋ္ဌာန်နော်နောက်ပြီးတော့ဗာလာမလို့စိတ်ဓာနုပဒနာသတိပဋ္ဌာန်မိမိရဲ့စိတ်အခြေအနေအတွေးတွေပေါ့နော်အစဉ်မြင်တဲ့စိတ်အစဉ်နေတဲ့စိတ်နောက်ကောင်းတဲ့စိတ်ဆိုးတဲ့စိတ်ဒါအချင်းချင်းလေးပဲဦးဇင်းတို့ပြောတာပါဟုတ်လားဒီစိတ်အခြေအနေတွေကိုအမှန်အကန်သတိထားပြီးတော့နေနိုင်မယ်ဆိုရင်ဒါဘာလို့နေတာတော့စိတ်ဓာနုပဒနာသတိပဋ္ဌာန်ကိုကြိုးစားတာအဲ့လိုပဲဦးဇင်းတို့အသေးစိတ်သဘာဝတရားလေးတွေနော်အနုစိတ်လာတဲ့ဓမ္မနုပဒနာသတိပဋ္ဌာန်ကြတော့နော်ဒီခန္ဓာမှာဖြစ်ပေါ်ပြောင်းလဲနေတဲ့သဘာဝတရားအနုစိတ်ကလေးတွေကိုသိလာတယ်မြင်လာတယ်နားလည်လာတယ်ဒါလေးတွေကိုသတိထားပြီးတော့နေလာတယ်ဒါပါလေဓမ္မနုပဒနာသတိပဋ္ဌာန်ပေါ့ဒါဒီသတိပဋ္ဌာန်တရား၄ပါးကိုမြတ်စွာဘုရားကတတ္တနံဝိသုဒ္ဓိယတတ္တဝါတို့ရဲ့စိတ်ဓာတ်ကိုဖြူရှင်းတန်ရှင်းအောင်နော်တန်ရှင်းသွားအောင်နော်ကျင့်သုံးရမယ်တခုတည်းသောနိလန်ဖြစ်တယ်လို့အဲ့လိုဟောတာဟုတ်လားဒါကြောင့်တကယ်စိတ်ကိုဖြူရှင်းအောင်စေကြောခြင်းနဲ့ဆိုရင်ဘာနဲ့စေကြောမလဲလို့မေးရင်နော်သတိပဋ္ဌာန်တရားနဲ့စေကြောရမယ်နော်သတိပဋ္ဌာန်တရားဆိုတာစိတ်အလုပ်ဆိုတော့စိတ်နဲ့ဆေးတယ်လို့လည်းပဲဆိုနိုင်ပါတယ်ဟုတ်လားနော်တရားကိုတိတိကျကျကောက်ပြမယ်ဆိုရင်တော့သတိနဲ့ဆေးရမယ်နော်သတိထားနေတဲ့အချိန်မှာစိတ်ကဖြူရှင်းနေတာပဲသတိမရှိတဲ့အချိန်မှာစိတ်ဟာတခုခုသောအညစ်အကြေးနဲ့မတန်မရှင်းမစင်မကြဲဖြစ်နေမှာပဲဆိုတာကိုနားမလည်နိုင်ဘူးလားနားလည်နေတယ်ဒါကြောင့်ကိုယ့်ရဲ့စိတ်ကလေးကိုဖြူရှင်းတန်ရှင်းအဖြစ်ကင်းအောင်သတိပဋ္ဌာန်တရားနဲ့ကြိုးစားပြီးတော့စေကြောကြရမှာဒါကိုပဲဦးဇင်းတို့စိတ်ကြောင့်နော်မကောင်းတဲ့အညစ်အကြေးတွေဖြစ်လာတာကိုစိတ်နဲ့စေကြောရတယ်လို့ဆိုလိုတာအဲ့တော့ဦးဇင်းတို့ဆက်ပြီးတော့ပြောချင်တာကစိတ်အညစ်အကြေးကိုတကယ်ဖြူရှင်းအောင်လုပ်နိုင်ပြီဆိုလို့ရှိရင်နော်ဦးဇင်းတို့ဂါထာလေးတစ်ပုဒ်ရှိတယ်နော်ကာယေမလံမုပိကာယစိတ်တေမလံစဒောဝတုစိတ်တေဟိနေမလေတံတော်ပုဋ္ဌိကာယပိပူဇိတော်တဲ့အဓိပ္ပာယ်ကဘာပြောတော့ကာယေမလံမုပိကာယခန္ဓာကိုယ်မှာဖြစ်နေတဲ့အညစ်အကြေးကိုလေ့လူရှုပြီးတော့တဲ့အညစ်အကြေးကိုလေ့လူရှုရမယ်ဆိုတာသူကမစေးကြောရဘူးလို့ဆိုလိုတာတော့မဟုတ်ပါဘူးနော်ခန္ဓာကိုယ်မှာဖြစ်နေတဲ့အညစ်အကြေးဆိုတာတကယ်ပြောရလို့ရှိရင်သူကပြောင်းအောင်ရှင်းလို့လည်းပဲရတဲ့ကိစ္စတော့မဟုတ်ဘူးနော်အောင်ဆိုသူ့ကိုယ်၌ကိုကတစ်ခုလုံးကအညစ်အကြေးတုံးဖြစ်နေတဲ့အတွက်ကြောင့်ဘယ်တော့ခါကလာမှတကယ်ပြောင်းအောင်ရှင်းအောင်စေးကြောလို့တော့မရဟုတ်လားဒါကြောင့်ကာယေမလံမုပိခာယခန္ဓာကိုယ်မှာယုတ်ခန္ဓာမှာဖြစ်နေတဲ့အညစ်အကြေးကိုလေ့လူရှုပြီးတော့စိတ်တေမလံစဒောဝတုစိတ်မှာဖြစ်နေတဲ့အညစ်အကြေးကိုကြတော့စေကြောဖို့ကြိုးစားရမယ်တဲ့စိတ်တေဟိနေမလေတန်တော်တဲ့စိတ်မှာအညစ်အကြေးကင်းသွားပြီဆိုရင်အဲ့ဒီသူတော်ကောင်းကိုပုဋ္ဌိကာယောပိပူဇိတော်ပုတ်သောခန္ဓာပင်ရှိတော်လည်းပဲအဲ့ဒါပူဇော်တိုက်တယ်ဟောလေးသွားတယ်နော်ကိုယ်အညစ်အကြေးကိုလေ့လူရှုပြီးတော့စိတ်အညစ်အကြေးကိုစေကြောဖို့ကြိုးစားပါတဲ့စိတ်အညစ်အကြေးကိုသတိပဋ္ဌာန်ဘာဝနာနည်းနဲ့ကြိုးစားအထုတ်ပြီးတော့စေကြောလို့အကဲ၍များစိတ်သက်ဖြူရှင်တန့်ရှင်းသွားပြီဆိုရင်အဲ့ဒီသူတော်ကောင်းကိုပုတ်သောခန္ဓာပင်ရှိတော်လည်းပဲမလုပ်ထိုက်တယ်ပူဇော်တိုက်တယ်လို့ဒီလိုပြောတာနော်အောက်လို့ပူဇော်တိုက်တဲ့အနေအထားကိုရောက်သွားလို့စိတ်ကအယမ်းမြင့်မားသွားလို့ဟုတ်လားဒါကြောင့်ကိုယ့်ရဲ့စိတ်ကိုဖြူရှင်တန့်ရှင်းအောင်အပြည့်ကင်းအောင်အများကြီးကြိုးစားအထောက်ကြဖို့မလိုဘူးလား
လို့တယ်နော်အဲ့တော့ဦးဇင်းတို့ပိဋကပေါင်းတော်အောင်တို့နော်စိတ်ကိုဖြူအောင်ထားဆိုတဲ့အပိုင်းလေးမှာနော်အကြောင်းအရာချက်လက်တွေဒါဦးဇင်းတို့အများကြီးပြောလိုက်ပါတယ်ဟုတ်လားနော်စိတ်ကမဖြူရှင်ဘူးမတန့်ရှင်းဘူးနောက်ကျနေတယ်ဆိုလို့ရှိရင်နော်အမှန်တရားကိုမမြင်နိုင်ဘူးဟုတ်လားနောက်နေတဲ့ရေထဲမှာရှိတဲ့အရာကိုမမြင်နိုင်ဘူးဆိုတဲ့ဥမာလေးလည်းမမေ့နဲ့နော်ရေကကြီးနေမယ်ဆိုရင်ရေထဲမှာရှိတာကိုမြင်နိုင်တယ်ဒါကိုမမေ့နဲ့ဟုတ်လားပြီးတော့ဦးဇင်းတို့ညင်နွမ်းနေတဲ့အဝိပ္ပောကိုကိုကြိုက်တဲ့ဆေးရောင်တင်လို့မရတယ်လို့ညင်နွမ်းတဲ့စိတ်နဲ့ကောင်းရကိုမရောက်နိုင်ဘူးဖြူရှင်တဲ့အဝိပ္ပောကိုကိုကြိုက်တဲ့ဆေးရောင်တင်လို့ရတယ်လို့ဖြူရှင်တဲ့စိတ်ဖြင့်သာလည်းကောင်းမြတ်တဲ့ဘဝကိုရောက်နိုင်တယ်ဒါဝိဒ္ဓသုတ်တံကိုပြောပြတာအဲ့ဒီမှာစိတ်ရဲ့အညစ်အကြေးတွေကို18မျိုးတောင်အရင်ပြောခဲ့တယ်ဟုတ်လားအေးနောက်ပြီးတော့ဦးဇင်းတို့စိတ်အညစ်အကြေးကိုအစင်းစင်းစေးကြောနိုင်ဖို့အတွက်ရွှေကျင်တာနဲ့ဥမာပေးပြီးတော့ပြောတာမရှိဘူးလားရှိရနော်အကျဉ်းသားအညစ်အကြေးကိုဖယ်ရမယ်အလတ်စားအညစ်အကြေးကိုဖယ်ရမယ်အနုစားအညစ်အကြေးကိုဖယ်ရမယ်ဟုတ်လားဒုစရိုက်တရား10ပါးကအကျဉ်းသားအညစ်အကြေးပေါ့ကာမဝိတ္တဗျာဝဒဝိတ္တဝိညာဏဝိတ္တကအလတ်စားအညစ်အကြေးပေါ့နော်ညာတိဝိတ္တသနဗဒဝိတ္တအနဝိညာတိပရိတန်ဝိတ္တဝိတ္တဆွေမျိုးတွေနဲ့ဆက်ရှင်တဲ့အတွေ့စနေပုံနဲ့ဆက်ရှင်တဲ့အတွေ့အထင်မသေးစီလိုမှုနဲ့ဆက်ရှင်တဲ့အတွေ့ဒီအတွေ့တွေကပါလေအနှုစားအညစ်အကြေးပေါ့နော်ဒါကြောင့်ထောကန်ခဏခဏကိုယ့်ရဲ့အညစ်အကြေးကိုတဖြည်းဖြည်းချင်းလေးနဲ့နေချင်းခဏတိုင်းဘာလို့ရမလို့ဖေရှားဖို့ကြိုးစားမယ်ဘယ်နည်းနဲ့ကြိုးစားမလဲလို့မေးရင်သတိပဋ္ဌာန်ဘာဝနာနည်းနဲ့ကြိုးစားသတိပဋ္ဌာန်ဘာဝနာလို့ဆိုတာစိတ်နဲ့အားထုတ်ရတာဟုတ်လားဒါကြောင့်စိတ်ကြောင့်ဖြစ်တဲ့အညစ်အကြေးကိုစိတ်နဲ့ပဲပြောင်းစင်အောင်ရှင်းကြရတယ်ရေကြောင့်ဖြစ်တဲ့အညစ်အကြေးကိုရေနဲ့ပဲပြောင်းစင်အောင်ရှင်းကြရတယ်ဒါဆိုခဲ့တဲ့တကားတွေရဲ့အနစ်ချုပ်ပေါ့နော်အဲ့တော့ဒီနေရာမှာဦးဇင်းတို့ဒီမကောင်းမှုကြောင့်ကောင်းမှုကြောင့်ဖြစ်အောင်စိတ်ကိုထားဆိုတဲ့အပိုင်း၃ပိုင်းပေါ့နော်စိတ်ဝင်စားတရားကောင်းတာကဒီသတိပဋ္ဌာန်ဘာဝနာနည်းကိုပွားများလို့ရှိရင်စိတ်သက်ဖြူရှင်တန်ရှင်းယုံသာလျင်နော်ဆေးကြောပေးတာမဟုတ်ဘူးနော်မကောင်းမှုကိုလည်းရှောင်ကျဉ်ပြီးသားဖြစ်သွားစေတယ်ကောင်းမှုကိုလည်းဆောင်ပြီးသားဖြစ်သွားတယ်ဆိုတဲ့အပိုင်းလေးကိုပါပြည့်စုံသွားအောင်တခါတည်းမှတ်စေခြင်းလားဟုတ်လားသတိပဋ္ဌာန်ဘာဝနာနည်းဟာစိတ်ဖြူဖို့အတွက်တခုတည်းစွန့်ရည်တတ္တိရှိတာမဟုတ်ဘူးမကောင်းမှုကိုပါရှောင်ပြီးသားဖြစ်သွားတယ်ကောင်းမှုကိုပါဆောင်ပြီးသားဖြစ်သွားတယ်ဘယ်လောက်ထိတောင်မြတ်စွာဘုရားဟောတာလဲနော်ကျန်တဲ့ချိန်လေးမှာဥစဉ်လေးပြောပြမယ်နော်နေကာလရဲ့နောက်ဆုံးလမှာကောင်းငင်မှာမြူတွေစိုင်းနေတာရှိတယ်တဲ့နော်အဲ့ဒီချိန်မှာအခါမယ်မူကြီးကတကယ်လို့ဝုန်းနေရွာချလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီစောစောကစိုင်းနေတဲ့မြူတွေကတခဏချင်းပဲတန့်ရှင်းသွားတယ်ဟုတ်လားစိုင်းနေတဲ့မြူတွေကိုရွာချလိုက်တဲ့မိုးကြီးကဘာလို့တောင်တန့်ရှင်းသွားအောင်ဖယ်ပလိုက်တာအဲ့ဒါမြတ်စွာဘုရားပေးတဲ့ဥမာအဲ့လိုပဲတတိပဋ္ဌာန်တရား၄ပါးကိုပွားများလို့ရှိရင်ကိုယ့်ရဲ့စိတ်နှလုံးမှာစိုင်းနေတဲ့မြူတွေနဲ့တူတဲ့အကုသိုလ်တွေကိလေသာတရားတွေအညစ်အကြေးတွေအကုသိုလ်တွေကတခါတည်းမှဖြစ်သွားဖယ်ရှားပြီးသားဖြစ်သွားတယ်တတိပဋ္ဌာန်ရဲ့အစွမ်းကိုပြောတာနော်ဒါကြောင့်တတိပဋ္ဌာန်တရားကိုပွားများလို့ရှိရင်စိတ်ဖြူနေမကောင်းမှုကိုပါရှောင်ပြီးသားဖြစ်တယ်ပယ်ပြီးသားဖြစ်တယ်ဆိုတာလေးကိုနားလည်ရမှာကောင်းမှုကိုရှောင်ပြီးသားဘယ်လိုဖြစ်လဲအဲ့ဒါကိုလည်းဦးဇင်းတို့တတိပဋ္ဌာန်ဝတ်ထဲမှာဥမာလေးပေးပြီးတော့ဟောတာပဲနောက်ကောင်းမှုကိုဘယ်လိုဖြစ်စေသလဲအထက်မိုးကောင်းငင်မှာလေမျိုးစုံတိုက်တယ်တဲ့နော်အရှိလေးနောက်လေးတောင်လေးမြောက်လေးလေချမ်းလေးနုလေးဘူးလေးအေးမျိုးစုံတိုက်တယ်တဲ့အဲ့လိုပဲတတိပဋ္ဌာန်ဘာဝနာတရားကိုပွားများနေလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာနော်သမ္မာပဋ္ဌာန်တရား၄ပါးဣတိပတ်၄ပါးနော်ဘုံ၅ပါးဣန္ဒြေ၅ပါးဘုရှင်9ပါးမဂ္ဂင်10ပါးအစရှိတဲ့ဘောဓိပက္ခိယတရားတွေဟာအစုံဖြစ်ပေါ်လာတယ်လို့မြတ်စွာဘုရားဟောတယ်နော်အထက်မိုးကောင်းငင်မှာလေမျိုးစုံတိုက်တယ်လို့ဟုတ်လားတတိပဋ္ဌာန်တရားပွားများတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာမြင့်မားတဲ့ဘောဓိပက္ခိယသူတော်ကောင်းတရားတွေကုသိုလ်တရားတွေဟာအမျိုးစုံဖြစ်လာတယ်လို့အဲ့လိုဟောတယ်ဟုတ်လားဒါကြောင့်ဦးဇင်းတို့ကုသိုလ်လို့နော်ကုသိုလ်တရားကိုမှန်မှန်ကန်ကန်ပြောကျင်တယ်ဆိုရင်တတိပဋ္ဌာန်တရား၄ပါးကိုကုသိုလ်တက်လို့ပြောလိုက်ပါတယ်ကုသိုလ်ရဲ့အစုအပုံကြီးလို့ပြောလိုက်ပါတယ်တတိပဋ္ဌာန်တရား၄ပါးတက်တော့ကုသိုလ်အစုအပုံကြီးဖြစ်တယ်လို့အဲ့လိုလည်းမြတ်စွာဘုရားဟောတယ်ဟုတ်လားဒါကြောင့်ဦးဇင်းတို့ပိဋကပေါင်းတော်အောင်တို့စိတ်ကိုဖြူအောင်လုပ်တဲ့အပိုင်းမှသာလေတတိပဋ္ဌာန်တရားဟာစွန့်ရည်တတိထက်တာမဟုတ်သေးဘူးအကုသိုလ်ကိုရှောင်တဲ့အကုသိုလ်ကိုပယ်တဲ့ကိစ္စမှလည်းသူ့ကိုပဲအကုရမယ်ကုသိုလ်ကိုရှောင်တဲ့ကိစ္စကုသိုလ်ကိုဖြစ်ပွားစေတဲ့ကိစ္စမှလည်းပဲသူ့ကိုပဲအကုရမယ်နောက်တစ်ချက်ခုတ်ရင်ဒီအဆုံးမှ၃ချက်စလုံးတစ်ခါတည်းပါသွားပြီလားဆိုတာကိုနားလည်ရမယ်ဟုတ်လားဒါကြောင့်တတိတစ်ချက်ထားလိုက်ခြင်းသည်ဘလောက်အရေးပါအရာရောက်လဲဆိုတာလေးကိုပြောချင်တာပါဦးဇင်းကနော်တတိတစ်ချက်ထားလိုက်တဲ့အကုသိုလ်ကိုရှောင်ပြီးသားဖြစ်တယ်ကုသိုလ်ကိုရှောင်ပြီးသားဖြစ်တယ်စိတ်ကိုဖြောင်းကြိုးစားပြီးသားဖြစ်တယ်နော်
ဒါကြောင့်မြတ်စွာဘုရားအဆုံးအမအနှစ်ချုပ်လို့ဆိုတဲ့မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြောင်းစိတ်ကိုထားနောက်ဒီ၃ချက်ကိုတကယ်အနှစ်သာရရှိလက်တွေ့ကြနောက်ကျင့်သုံးကျင်တယ်ဆိုရင်ဘာကိုအားကိုးရမလို့သတိကိုအားကိုးရမှာနော်သတိထားဖို့ပဲရှိတယ်နောက်ကိုယ်ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေကိုသတိထားဖို့ဒါကလွယ်တယ်လို့လည်းမဆိုနိုင်ဘူးခက်တယ်လို့လည်းမဆိုနိုင်ဘူးအလေးအကျင့်မရှိရင်ခက်လိမ့်မယ်အလေးအကျင့်ရှိရင်လွယ်လိမ့်မယ်သဘောပေါက်ရဲ့လားခက်တယ်လွယ်တယ်ဆိုတာဘာပေါ်မှာမူတည်တော့အလေးအကျင့်ရှိခြင်းမရှိခြင်းပေါ်မှာမူတည်တယ်အဲ့တော့များသောအားဖြင့်တရားဓမ္မတို့ဦးဇင်းတို့တွေကသတိထားတဲ့အလေးအကျင့်တွေကနေခဲ့တယ်ဘာနဲ့ပဲနေတာများတော့ပမာဒနဲ့ပဲနေတာများနော်ခပ်ပေါ်ပဲနေလိုက်တာများတယ်တတိမပါဘူးတွေးခြင်းရတွေးပြီးတော့ကိုယ်စိတ်ကူးနဲ့ကိုယ်ပဲနေတယ်လို့ဆိုရပါစို့ဟုတ်လားတွေးပြီးတော့နေတာသိပြီးတော့နေတာမဟုတ်ဘူးသတိနဲ့နေတာမဟုတ်ဘူးသတိလွတ်ပြီးတော့နေတာနော်ဒါကြောင့်မို့လို့သတိနဲ့နေတဲ့အလေးအကျင့်ကအားနေတာနဲ့မျှသတိနဲ့မနေတဲ့အလေးအကျင့်ကြီးကလည်းအလေးအကျင့်ကြီးလို့ဖြစ်ပြီးတော့သူကဘာဖြစ်နေတော့အားကောင်းနေအဲ့ဒါရဲ့လွှမ်းမိုးမှုရှိတယ်နော်ဒါကြောင့်သတိလေးထားဖို့ကြိုးစားလိုက်တိုင်းသတိလွတ်မှုကြီးကအမြဲတမ်းနောက်ကနေပြီးတော့စီလိုရေလိုအပေါက်ရှာပြီးတော့ဝင်တယ်လို့မျိုးသူကလည်းပါလာတော့အရှင်ကလိုက်နေတယ်ဟုတ်လားဒါကြောင့်တကယ်တရားအထုတ်တဲ့အချိန်မှာစိတ်ကပြင်းမဲ့ရောက်သွားတယ်ဆိုတာဒါသူ့သဘာဝနဲ့သူပဲနော်သတိလွတ်ပြီးတော့နေတဲ့အလေးအကျင့်ရဲ့လွှမ်းမိုးမှုကိုခံရတာလို့မဆိုနိုင်ဘူးလားဟိုကတရားမကျွမ်းကျင်သေးဘူးဟိုအကြီးကအရန်ကျွမ်းကျင်နေတယ်အဲ့တော့အဲ့ဒီမိုးရပါပြီကြလို့ပြောရပါစို့ဟုတ်လားတတန်တရားလုံးဝစပါလာတဲ့ဒီအကျင့်စိုးကြီးကဘာဖြစ်နေတော့လွှမ်းမိုးနေတာဒါကြောင့်နည်းနည်းလောက်ကြိုးစားလိုက်ရလိုက်လွတ်သွားလိုက်ဒါကိုစိတ်တကြလို့တော့မရဘူးနော်အဲ့ဒီမှာနားလေစီရင်တာကဘာလဲခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတစ်မျိုးမျိုးဘယ်သဘာဝပဲဖြစ်ဖြစ်ရုပ်ပဲဖြစ်ဖြစ်နာမ်ပဲဖြစ်ဖြစ်ဝေဒနာပဲဖြစ်ဖြစ်ဖြစ်နေတာဖြစ်ပေါ့နော်ဖြစ်နေတဲ့တရားတစ်ခုခုဘာလို့ပဲဖြစ်ဖြစ်သတိသာထားနေလိုက်အဲ့ဒီသတိထားတဲ့အချိန်မှာမကောင်းမှုကိုရှောင်မိသားဖြစ်တယ်ကောင်းမှုကိုဆောင်မိသားဖြစ်တယ်စိတ်ကိုဖြောင်းကြိုးစားပြီးသားဖြစ်တယ်ဒါလေးကိုအဓိကတော့ချက်အနေနဲ့ပြောချင်တာပါဟုတ်လားဒါကြောင့်ညာတိုင်းကြိုးစားနေတဲ့လုပ်ငန်းစဉ်ဟာမြတ်စွာဘုရားရဲ့အဆုံးအမကိုအနှစ်သာရရှိလိုက်နာနေတာလို့မဆိုနိုင်ဘူးလားဒီအဆုံးအမကိုလိုက်နာတာကိုပဲမြတ်စွာဘုရားကအကောင်းဆုံးပူဇော်တယ်လို့လည်းမဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်မြတ်စွာဘုရားသူ့ကိုပစ္စည်းလေးပါးနဲ့ပူဇော်တာကိုဒီလောက်ကြီးတန်ဖိုးထားတာမဟုတ်ဘူးဟုတ်လားပြိဋိဘံသံဃာနေမှာနတ်တွေကနော်ပန်းကုန်းကြီးတွေအကြီးကြီးနဲ့လာပြီးတော့ပူဇော်ကြတာရှိတယ်လေအဲ့ဒီမှာမြတ်စွာဘုရားဒါတွေနဲ့ပူဇော်တာကငါ့ကိုကောင်းစွာပူဇော်တယ်လို့မဆိုနိုင်သေးဘူးတဲ့နော်မြတ်စွာဘုရားဆုံးမတဲ့အတိုင်းလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်ကသာလျှင်သူ့ကိုအကောင်းဆုံးပူဇော်တာဖြစ်တယ်လို့အဲ့လိုဟောတာရှိတယ်ဟုတ်လားဒါကြောင့်ပိဋကပေါင်းတို့အနှစ်သာရရှိဘာသာတရားကိုလိုက်စားတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ဖို့ဆိုရင်အဓိကဘာရှိရအောင်သတိရှိရမှာနော်တကယ်တမ်းကကိုယ့်ကိုယ်ကိုအကောင်းဆုံးဖြစ်အောင်လုပ်ပေးခြင်းဒီပင်လေးရင်ဒါမြတ်စွာဘုရားကိုပူဇော်နေတာပဲကိုယ်ကိုကောင်းအောင်မလုပ်ဘူးဆိုလို့ရှိရင်ကိုယ်ဒုက္ခရောက်မယ်ကိုယ်ဒုက္ခရောက်ကိုယ်နဲ့နှိစရလူတွေဒုက္ခရောက်အဲဆိုရင်ကိုယ်ဟာဘာသာတရားကိုလေးလေးနက်နက်လိုက်စားရလဲမရောက်ဘူးလိုက်နာရလဲမရှိဘူးပေါ့နော်ဒါကြောင့်ပိဋကပေါင်းတို့ဟောတို့ညာတိုင်းတရားဘာဝနာလေးကြိုးစားအထုတ်ဖြစ်တယ်ဆိုတာအနှစ်သာရရှိမြတ်စွာဘုရားအဆုံးအမကိုလိုက်နာရင်းနဲ့မြတ်စွာဘုရားကိုပူဇော်တာပေါ့နော်ဒါအလွန်ကျင့်တဲ့စရာမကောင်းဘူးလားကောင်းတယ်နော်အဲ့တော့ဦးဇင်းတို့အချိန်လဲစေနေပြီဖြစ်တဲ့အတွက်ကြောင့်နော်ညာတိုင်းနော်ဖြစ်သွားအောင်ကြိုးစားကြရအောင်နော်တရားဘာဝနာလို့ကြိုးစားအထုတ်ကြရအောင်အလုံးမိမိတို့ကြိုးစားအထုတ်နေကြနော်အစဉ်ပြေတဲ့နိလန်းများနဲ့စတင်ပြီးတော့ကြိုးစားအထုတ်နိုင်ပါပြီဘုရားယန္တာရိယသူတော်ကောင်းကြီးများတန်ဖိုးထားပြီးတော့မြတ်လို့တော်မူကြတဲ့အကောင်းဆုံးအလုပ်ကိုလုပ်ရပြီလို့ဝမ်းသာတဲ့စိတ်ဝမ်းမြောက်တဲ့စိတ်နဲ့ချမ်းချမ်းသာသာကြိုးစားပါဝင်လေထွက်လေကြောင့်ဖြစ်တဲ့ထိမှုသဘာဝကိုပဲသတိထားတခြားခန္ဓာမှာဖြစ်နေတဲ့ထင်ရှားတဲ့သဘာဝတရားမျိုးမျိုးကိုပဲသတိထားဘယ်လိုနည်းနဲ့ပဲကြိုးစားဖြစ်နေတာတွေကိုသိနေအောင်ကြိုးစားဖို့ကလိုရင်းမှာရုပ်တဲ့နန္တသဘာဝတရားကလွယ်လို့ဘာမှဖြစ်နေတာလည်းမရှိပါဘူးဖြစ်နေတာတွေဟာရုပ်တဘာဝနာမ်တဘာဝတွေပါဒါတွေကိုဖြစ်တိုင်းထင်ရှားရကိုအမှန်အကန်အောက်မေ့ပြီးတော့
သိပြီးတော့နေနိုင်အောင်ကြိုးစားပါနာသီပြားကိုအာယုံပြုပြီးတော့ဝင်လေဝင်တိုင်းထီတယ်ထီတိုင်းသိအောင်လုပ်ပါထွက်လေထွက်တိုင်းထီတယ်ထီတိုင်းသိအောင်ကြိုးစားပါဝန်တာတဲ့စိတ်နဲ့ချမ်းချမ်းသာသာလုပ်ပါဒါပေမဲ့လုပ်တဲ့နေရာမှာတော့တည်တည်ချာချာဂရုတစိုက်လုပ်ပါစိတ်ပါလက်ပါလုပ်ပါရိုးရိုးတည်တည်လေးလေးစားစားလုပ်ပါနည်းနည်းရရအလုံးမဟုတ်ပါဘူးအလုံးလုံးနိုင်ခဲ့တဲ့လုပ်ဖြစ်ခဲ့တဲ့အလုပ်ပါဒီ10မိနစ်အတွင်းလေးမှာတတ်နိုင်သမျှအသေးစိတ်စီစီဆက်ဆက်သိအောင်လုပ်မယ်ဆိုတဲ့စိတ်ကူးလေးနဲ့လုပ်ပါဝင်လေဝင်တိုင်းထီတယ်ထီတိုင်းသိနေအောင်ကြိုးစားပါထွက်လေထွက်တိုင်းထီတယ်ထီတိုင်းသိနေအောင်ကြိုးစားပါနေယိတံတိတိလာမာရဗနေယိတံအပိနာထမတာအနည်းငယ်များသောလုံလဝိရိယနဲ့အနည်းငယ်များသောအာဆွမ်းနဲ့တရားတို့တရားမြတ်ကိုမရနိုင်ဘူးလို့မြတ်စွာဘုရားဟောပါတယ်ဒါကြောင့်အားစိုက်ပါဒါတန်ဖို့အလွန်ကြီးတဲ့အလုပ်ဆိုတာယုံကြည်တဲ့တရားတရားခက်ခိုင်မာမာထားပြီးတော့ဒလဇတ်သိနေအောင်အားစိုက်ပါဖြစ်နေတဲ့အတိုင်းလေးသိနေတာကသတိပါအဲ့ဒီသတိဖြစ်အောင်ကြိုးစားနေတာကဝိရိယပါအဲ့ဒီသတိနဲ့ဝိရိယဖြစ်အောင်တွန်းအားပေးနေတာကတတ္ထတရားဆိုတဲ့ယုံကြည်မှုပါဒါကြောင့်ဒါဟာတန်ဖိုးရှိတဲ့အလုပ်ဆိုတာယုံကြည်တဲ့တရားတရားခိုင်ခိုင်မာမာထားပြီးတော့ထက်သန်တဲ့ဝိရိယနဲ့တတိကိုစင်စစ်မပြတ်ဖြစ်အောင်အားထုတ်ပါထီတာကိုတည်တိုင်းလောဘဒေါသမောဟအကုသိုလ်တရားတွေဖြစ်ခွင့်မရလို့မဖြစ်ပါဘူးထီတာကိုတည်နေတဲ့အခိုက်အတန့်လေးဟာအကုသိုလ်ကင်းနေတယ်မုံမြတ်တဲ့သတိတွေဝိရိယတွေလည်းဖြစ်နေတယ်အချိန်တိုလေးတွင်မှာလောက်ရတယ်ဆိုပြီးတော့အထင်မသေးပါနဲ့ကုသိုလ်စိတ်တွေများစွာဖြစ်ပေါ်သွားတာကုသိုလ်ကလည်းတန်ဖိုးရှိတဲ့ကုသိုလ်ပါ
ကိုယ်တတ္တဝါသဘောမဟုတ်တဲ့သဘာဝတရားတက်တက်ဖြစ်ပေါ်နေတဲ့အနေအထားတွေကိုသတိထားပြီးတော့အမှန်မြင်အောင်ကြိုးစားပါဝန်လေးဝန်တိုင်းထီတယ်ထီတိုင်းသိနေအောင်လုပ်ပါထွက်လေထွက်တိုင်းထီတယ်ထီတိုင်းသိနေအောင်လုပ်ပါသတိထားပါသတိထားတယ်ဆိုတာဘာပဲဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းသိနေအောင်ကြိုးစားတာကိုပြောတာသိနေအောင်လုပ်ပါဖြစ်နေတာတွေကိုသိနေအောင်လုပ်ပါသဘောဝတရားတွေဟာအကြောင်းအားလျော်စွာတလဆက်ဖြစ်နေတယ်ဖြစ်တိုင်းသိနေအောင်လုပ်ပါအတန်းကြားတာရှိတယ်တွေ့ထိမှုတွေအနှံ့အပြားဖြစ်နေတယ်တွေ့တာကြံတာတွေဖြစ်နေတယ်ဖြစ်เสียအကြောင်းရှိရင်တားဆီးမရပါဘူးဖြစ်ပါတယ်ဖြစ်နေတာကိုသိနေအောင်လုပ်ဖို့ကလိုရင်းမှာဖြစ်เสียအကြောင်းရှိရင်တားဆီးမရဖြစ်တယ်ဖြစ်ပြီးရင်လည်းပဲပျောက်ကွယ်သွားတာပါပဲအကြောင်းတရားတွေကြောင့်တလက်ဆက်ဖြစ်ပေါ်နေတယ်ဖြစ်တိုင်းလည်းပဲပြီးဆုံးသွားတာပါပဲထပ်ဖြစ်နေတယ်ဆိုတာကိုသဘောပေါက်အောင်ကြိုးစားပါသဘာဝတရားတွေဟာတလက်ဆက်ထပ်အသစ်ဖြစ်နေတာအကြောင်းအားလျော်စွာထပ်ဖြစ်နေတာတလက်ဆက်တတိထားပါဘာပဲဖြစ်နေသိနေအောင်လုပ်ပါကြိုးစားပါစိတ်အလိုမလိုက်ပါနဲ့ဝါခဏအကြောင်းကိုသိရတဲ့ဉာဏ်ပညာတန်ဖို့ရှိဆုံးပါအဲဒီဉာဏ်ပညာကိုရဖို့အတွက်သတိထားနေတဲ့လုပ်ငန်းစဉ်ကိုကြိုးစားတာ
တိဆိုတဲ့သူတော်ကောင်းတရားအလုံးတရားတန်ဖိုးကြီးပါတယ်မကောင်းမှုအကုသိုလ်မဖြစ်ဖို့ဒီတတိကိုပဲအားကိုးရတာကောင်းမှုကုသိုလ်ဖြစ်ဖို့ဒီတတိကိုပဲအားကိုးရတာကိုယ့်ရဲ့စိတ်ကလေးရာဂဒေါသမောဟအညစ်အကြေးကင်းဖို့လေဒီတတိကိုပဲအားကိုးရတာဒါကြောင့်ဒလဇတ်သိနေအောင်အားစိုက်ပါဘာဖြစ်နေသလဲဖြစ်နေတာကိုဒလဇတ်သိနေအောင်လုပ်ပါကြိုးစားမှရတာပါကိုယ်စိတ်ထဲတခြားတန်ဖိုးရှိတဲ့ထင်တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့အများကြီးကြိုးစားခဲ့ဘူးလားပါပြီသူတော်ကောင်းတရားအတွက်ကြိုးစားတဲ့ဝရိယကမှတကယ်တန်ဖိုးရှိတာကိုကျင့်နှံ့မှုရအောင်ကြိုးစားအထောက်မှုဝရိယနဲ့အစင်မြင့်အောင်လုပ်ကြရတာဖြစ်နေတဲ့အတိုင်းလေးသိနေအောင်ကြိုးစားပါဝင်နေဝင်နိုင်ထီတယ်ထီတိုင်းအသေးစိတ်သိအောင်အားစိုက်ပါထွက်လေထွက်တိုင်းထီတယ်ထီတိုင်းအသေးစိတ်သိနေအောင်အားစိုက်ပါမလျှော့ပါနဲ့ဒလဇတ်သိအောင်အားစိုက်ပါအမျိုးမျိုးသောအကြောင်းကြောင့်ဒီအလုပ်ကမလုပ်ဖြစ်တာပဲများပါတယ်လုပ်ဖြစ်တုံးလေးမှာစေသေးဆက်ဆက်တည်တည်ချာချာလုပ်ပါတခြားသောအခြေအနေမှာလည်းပဲကိုကလုံနေကြလို့ကျွမ်းကျင်ရင်နေရာတိုင်းမှာအချိန်တိုင်းမှာအနေထားတိုင်းမှာလုပ်လို့ရပါတယ်လုပ်လို့ရတော့နေမှာလုပ်ပါလုပ်လို့မရတဲ့အချိန်ဆိုတာရောက်လာအောင်မှာအမြဲတမ်းကြီးလုပ်ခွင့်ရနေမှာမဟုတ်ဘူးလုပ်လို့မရတော့တဲ့အချိန်ဆိုတာရောက်လာအောင်မှာလုပ်လို့ရတုံးလေးမှာကြိုးစားပါကဲဦးဇင်းတို့15မိနစ်တောင်ရှိသွားပြီနော်အားလုံးချိန်စေးပါပြီပြုလို့အထောက်ထားတဲ့ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအရှုစရိုရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ဘုရားမြတ်နိဗ္ဗာန်ကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုဝရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း
လုံးဆုတောင်းရမျှဝေကြရအောင်နော်မိမိတို့ပြုထားတဲ့ကုသိုလ်ကောင်းမှုရှိစုကိုအာယုံပြုပြီးဤကုသိုလ်ကောင်းမှုရှိစုကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ဘုညမြတ်နိဗ္ဗာန်ကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုရစေလို့ဆုတောင်းကြမယ်အလုံးသောတတ္တဝအနန္တကုသိုလ်ကောင်းမှုရဲ့ဖို့ပါကအညီအမျှရပြီးတော့ချမ်းသာကြပါစေလို့စေနာမေတ္တာရှိထားပြီးတော့အမြတ်တမ်းများပေးဝေရမယ်အလုံးညီညာညာလိုက်ပြီးတော့ဆုကြရအောင်အရှင်ဖေယဘုရားတပည့်တော်တို့သည်ယနေ့ယခုပြုလုပ်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအဆုစုတို့ကြောင့်မဉ္ဇဉ်ဖို့ညာမြတ်နိဗ္ဗာန်ကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုအပ်ပါလို၏အရှင်ဖေယဒီကောင်းမှုဤကုသိုလ်တို့၏အစွမ်းဖို့ပါကကိုအသက်ထင်ရှားရှိမရှိဖြစ်ကုန်သောဘိုးဘွားမိဘဆွေမျိုးသားချင်းတို့အားအစာထား၍32ဘုံကျင်လီကုန်သောအတ္တဝအနန္တတို့အားထတ်တူထမြတ်ပေးဝေငှပါ၏အမြတ်ရကြ၍ကိုယ်စိတ်နှဖြာကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသောအာလုံးကြာသမျှအမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာသမျှအမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာသမျှအမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု